ရှေးဦးဧကရစ်ရင်ကျန့်သည့်တနိုင်ငံလုံးကိုစီးလုံးညီညွတ်အောင်ပြုလုပ်နိုင်ခဲ့တော်လဲနောင်လာနောက်သားဧကရစ်များ၏နဂါးသွေးကြောဖြင့်နှစ်ပေါင်းထောင်ချီနှိမ်နင်းခြင်းကိုခံခဲ့ရသည့်80မြောက်မင်းဆက်များ၏နဂါးသွေးကြောများဖြင့်တန်ကြေခြင်းခတ်ပြီးထွက်ပေါက်ကိုပိတ်ဆို့ထားရုံသာမကဧကရစ်တင်းချိုင်းကိုလည်းနျူကလ িয়ার ဘုံဖြင့်တိုက်ခိုက်ခံခဲ့ရပြီးနောင်လာနောက်သားဧကရစ်တိုင်းသည်လည်းတစိမ့်ခတ်နှိမ်နင်းမှုကိုပုံမခိုင်ပါစေရန်ဤနေရာ၌ပင်မြုပ်နှံခြင်းခံခဲ့ရသည့်နဂါးမင်းကြီးသည်ထာဝရအသက်ရှင်ရန်အတွက်မိမိကိုမပျက်စီးနိုင်သောနတ်ဖျားအလောင်းဖြင့်ပြောင်းလဲခဲ့သောကြောင့်ဖြစ်သည်အကယ်၍နဂါးမင်းကြီးသာပြန်လဲထွက်ပေါ်လာပြီးချင်းမင်းဆက်ကိုပြန်လဲတည်ထောင်ပါကလူလောကကြီးသည်တည်ရှိတော်မူမဟုတ်ပေလွန်ခဲ့သောနှစ်ပေါင်း100ခန့်ကထူးဆန်းသောတရေတစေများပေါ်ပေါက်လာပြီးနဂါးပြည်၏မြို့ပေါင်းတောင်းချီမှာအစုလိုက်ပြုံလိုက်တက်ဖြတ်ခံခဲ့ရကအလောင်းများမှာလည်းနေရာအနှံ့ပြန့်ကျဲနေခဲ့သည့်လူသားများမျှော်လင့်ချက်ကုန်ဆုံးနေချိန်တွင်လူတစုမှထူးခြားသောစွမ်းအားများနိုးထလာခဲ့သည်ထိုစွမ်းအားရှင်များသည်အတူတကွပူးပေါင်းပြီးအသက်ရှင်ကျန်ရည်သူများကိုဘေးကင်းရာဆုံးများတွင်အကာအကွယ်ပေးခဲ့တော်လဲလူသားများ၏စွမ်းအားမှာကြောက်မက်ဖွယ်ကောင်းသောတရေတစေများနှင့်နှိုင်းယှဉ်လျင်အားနည်းနေစေပင်ဖြစ်သည်သို့သောတိုက်ဆိုင်စွာပင်ရှေးလူကြီးများတည်ဆုံပြီးနောက်ကျန်ရစ်ခဲ့သောလက်နက်ပစ္စည်းများသည်တရေတစေများကိုတပ်ဖြတ်ရာတွင်များစွာအထောက်အကူပြုကြောင်းတွေ့ရှိခဲ့ကြသည်ထို့ကြောင့်စိတ်ဝင်စားသူများကထိုပစ္စည်းများကိုစုဆောင်းကထူးခြားသောလက်နက်များစည်းရင်းကိုရေးသားခဲ့ကြသည်ရှေးဦးဧကရစ်၏နဂါးကူအတွင်းရှိမြင့်မာသောတတိုင်းကြီးများသည်နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်တော်လဲအတိတ်၏ခန္ဓာထဲဝါမှုနှင့်ဂုံတရေတို့ကိုပြောပြနေတကယ်သို့ရှိသည်ခန္ဓာထဲဝါသောမြေအောက်နန်းတော်၏အနက်ရှိုင်းဆုံးနေရာတွင်ရွှေအနက်ရောင်နဂါးကောင်းတလားတစ်ခုရှိပြီးရွှေရောင်တန်ချေခြင်းရှစ်ချောင်းဖြင့်တင်းကျပ်စွာချီနှောင်ထားကကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုခုကိုနှိမ့်နှင်းထားတကယ်သို့ရှိသည်ဟန်ကျင်းဝေးဆွေထန်းဆုပ်ရွံနှင့်မင်းမင်းဆက်တို့သည်မိမိတို့၏ကံကြမ္မာအရှိန်ဝါကိုအုံပြု၍ငါကိုနှိမ်နှင်းနိုင်မည်ဟုထင်မှတ်နေကြသလောနဂါးကောင်းတလားထဲမှနှဆိုင်ပြီးစိတ်ဝိညာဉ်ကိုထိုးဖောက်နိုင်သောကျေပြောလာသည့်အတန်ကြီးတန်ထွက်ပေါ်လာသည်ချင်းပရင်ရင်ကျက်မတွန်းလှန်ပါနှင့်တင်သည်တေဆုံးပြီးဖြစ်၍ကံကြမ္မာကိုစန့်ကျင်ရန်ကြိုးစားပါကကျုပ်တို့အနေဖြင့်တင့်ကိုတားဆီးရပေမည်ရွှေရောင်တန်ချေခြင်းတစ်ခုမှာအတာရလှုပ်ခတ်သွားပြီးထိုအပေါ်တွင်ဟန်မင်းဆက်ဟုရေးထိုးထားသောရွှေရောင်ဇာလုံးတစ်ခုချိတ်ဆွဲထားသည့်ကံကြမ္မာဆိုသည်မှာအဘယ်နည်းငါသည်နိုင်ငံခြားနိုင်ငံကိုစီးလုံးစေပြီးနယ်စပ်ဒေသများကိုနှိမ်နှင်းကမိုင်ပေါင်းတောင်းချီရှည်သောတတိုင်းကြီးကိုတိစောက်ခဲ့သည်လမ်းပန်းဆက်သွယ်ရေးနှင့်စာပေတို့ကိုတပြေးညီဖြစ်စေခဲ့သောငါ၏စွမ်းဆောင်ချက်များသည်ငါသည်ကံကြမ္မာ၏အရှင်သခင်ဖြစ်ကြောင်းတက်တည်ပြရန်မလုံလောက်သေးသလောငါသည်မူလကကြောက်ရင်ဟုအမည်ရသောကူးပြောင်းလာသူတဦးဖြစ်ပြီးတိုက်ဆိုင်မှုတစ်ခုကြောင့်စစ်မှတ်ဖြစ်ပွားရာကာလသို့ရောက်ရှိလာခဲ့သည်ချင်းပရင်ရင်ကျက်ဤလူငယ်ဘဝသို့ရောက်ရှိလာပြီးပထမဆုံးနိုးထလာချိန်မှာမြင်းဆောင်ထဲတွင်ဖြစ်က3နှစ်တိုင်နေထိုင်ခဲ့ရသည်3နှစ်ကြာပြီးနောက်ငါကိုချင်းနိုင်ငံသို့ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီးထီနန်းကိုဆက်ခံကနိုင်ငံ6နိုင်ငံကိုချေမှုန်းနိုင်ရန်ကြိုးစားခဲ့သည်လမ်းပန်းဆက်သွယ်ရေးနှင့်စာပေတို့ကိုတပြေးညီဖြစ်စေပြီးတရုတ်သမိုင်းတွင်ပထမဆုံးသောကြီးကျယ်သောစီးလုံးညီညွတ်မှုကိုဖော်ဆောင်နိုင်ခဲ့သည်ငါ၏စွမ်းဆောင်ချက်များသည်ရှေးခေတ်ဧကရစ်များထက်သာလွန်ပြီးငါကိုငါရှေးဦးဧကရစ်ဟုသတ်မှတ်ခဲ့သည်လောကကြီးသည်တစ်ခုတည်းမဖြစ်သေးကြောင်းငါသိသည်အရှိပင်လယ်၏အဆုံးတွင်ကျေပြောသောနယ်မြေများရှိနေသေးတကယ်သို့အနောက်တောင်တန်းများတွင်လည်းတိုင်းတစ်ပါးသားများရှိနေသေးတော်လဲငါတွင်အချိန်မရှိတော့ပေထို့ကြောင့်ငါ၏ရည်မှန်းချက်ကိုအကောင့်ထဲပေါ်ရန်ရှာဒီစေးတောင်များဖော်ဆက်စေပြီးထာဝရအသက်ကိုရှာဖွေစေခဲ့သည်လီရှမ်းတင်ကြိုင်အောက်တွင်လူပေါင်းတန်းချီကိုအုံပြု၍နတ်ဖျားအလောင်းတော်ကြီးကိုတိဆောက်စေကမြေအောက်ဆွမ်းအားများကိုအုံပြု၍ငါခန္ဓာကိုယ်အတွင်းရှိဆွမ်းအားများကိုမြင့်တင်ခဲ့သည်ငါကြောက်ရင်သည်ကူးပြောင်းလာသူတဦးအနေဖြင့်အင်းနက်ဖျားအလောင်းတော်ကြီးမှာငါအတွက်ပြင်ဆင်ထားသောနောက်ဆုံးလက်နက်ဖြစ်သည်လူသား၏ခန္ဓာကိုယ်မှာအားနည်းလုံးလာသဖြင့်မိမိကိုယ်နက်ဖျားအလောင်းဖြစ်ပြောင်းလဲကတက်တမ်းမလုံလောက်မှုကိုဖြစ်စည်းခဲ့သည်လောကကြီးကိုစီးလုံးစေရန်အတွက်တေဆုံးရခြင်းမှာအဘယ်မှာထူးဆန်းသနည်းကံကြမ္မာဆိုသည်မှာမရေရာသောအရာသာဖြစ်သည်ငါသည်ရှေးဦးဧကရစ်ဖြစ်သည်၍လောကကြီးကိုစီးလုံးစေခြင်းမှာကမ္ဘာအလားအလာပင်ဖြစ်သည်တင်သည်နောင်လာနောက်သားတဦးအနေဖြင့်ဤအမှန်တရားကိုမြည်သူထက်မဆိုပုံမနားလည်ရပေမည်အဘဲကြောင့်ကံကြမ္မာကိုစန့်ကျင်ရန်စူးစမ်းနေရသည်နည်းစုံမင်းဆက်ဟုရေးထိုးထားသောတန်ချေခြင်းမှာလှုပ်ခတ်သွားပြီးဤရှေးဦးဧကရစ်ကိုနိုးထလာစေရန်စူးစမ်းနေတကယ်သို့ရှိသည်လောကကြီးကိုစီးလုံးရန်အတွက်ငါသည်ခဏတာမျှပင်မပေါ်ဆခဲ့ပေကြောက်နိုင်ငံမှာတဆခံဘဝမှသည်ပြုပြင်ပြောင်းလဲမှုများပုံကံမှုများကိုနှိမ်နှင်းခြင်းနှင့်စာပေများကိုဖျက်ဆီးခြင်းအထိငါသည်အခိုက်အတန့်တိုင်းကိုလောကကြီးအတွက်တာဝန်ယူခဲ့သည်နဂါးကောင်းတလားအတွင်းမှထွက်ပေါ်လာသောငါ၏အတန်မှာအေးဆေးတည်ငြိမ်တော်လဲကြားရသူများအတွက်မူမိုးကြိုးပစ်လိုက်တကယ်သို့ပင်ဖြစ်သည်ယနေ့လောကတွင်မိစ္ဆာများနှင့်တရက်တစေများကြီးစိုးနေပြီးမကောင်းမှုများပြည့်နှက်နေသည့်အကယ်၍တင်တို့သည်ထိုအညစ်အကြေးများကိုဖယ်ရှားပြအလင်းရောင်ကိုပြန်လဲဆောင်ကျင်းပေးမိဆိုပါကလူတို့အတွက်မှန်ကန်သောအလုပ်ဖြစ်ပေလိမ့်မည်စကားဖြင့်သာပြောဆိုနေခြင်းမှာတိုင်းသူပြည်သားများအပေါ်တာဝန်ကျေရာရောက်ပါသလောကံကြမ္မာဟုပစမအမြဲပြောဆိုနေသောလူချင်းဝင်များသည်တင်တို့ကဲ့သို့သောနောင်လာနောက်သားအသုံးမကျသူများကမိမိတို့ကိုစင်ကြေပေးရန်အတွက်သာဖြစ်သည်အကယ်၍ငါသာရှိနေမည်ဆိုပါကဤပြည်နယ်ကိုခုကိုတန့်စင်စေမည်မှာ9000စုနှစ်အတွင်းပထမဆုံးသောဧကရစ်ဖြစ်သောငါပင်ဖြစ်သည်ရွှေရောင်တန်ချေခြင်းရှစ်ချောင်းမှာရွှေရောင်လင်းနှန်းများတောက်ပလာခဲ့သည်ကောင်းကင်ယံတွင်မင်းဆက်အသီးသီးမှပြောင်းလဲလာသောရွှေရောင်တကားရှစ်ကောင်မှဝဲပြန်နေကြပြီးမိတောင်များနှင့်ရေခဲများကိုမှုတ်ထုတ်ကနတ်ဖျားမိုးကြိုးများဖြင့်ချင်းချောက်နေကြသည်သို့သောထိုရွှေရောင်တကားများ၏တိုက်ခိုက်မှုမှာပြင်းထန်လာတော့လဲရွှေနက်ရောင်တကားကောင်းတလားမှမူအနှဲငယ်များပင်လှုပ်ခတ်ချရင်းမရှိပေငကားနဲ့အရှိန်ဝါတစ်ခုကခေါင်းတလားကိုရစ်ပတ်ထားပြီးတိုက်ခိုက်မှုအလုံးကိုပြပြသွားစေသည်နောက်ထပ်3နာရီအတွင်းမှာပင်ငကားမင်းကြီးသည်ထွက်ပေါ်လာတော့မည်ဖြစ်သည်အလုံးမည်တို့လောက်ကြမည်နီတက်နိုင်သည်များအစွမ်းကုန်တောင်းခံထားကြပါအကယ်၍ရှေးဦးဧကရစ်သာအတင်းအကျပ်ထွက်ပေါ်လာမည်ဆိုပါကမင်းဆက်80၏အင်အားကိုစုစည်းပြီးအသေးခံတိုက်ခိုက်ရုံသာရှိတော့သည်သို့သောရွှေအနက်ရောင်ငကားကောင်းတလားအတွင်းရှိငကားနဲ့ဝစ်စုံဝစ်စင်ထားသောလူငယ်မှမူမြည်သည့်အရာကိုမျှဂယုမဆိုင်တကယ်သို့ပြီးနေသည် ဒီနှစ်ပေါင်းထောင်ချီတဲ့အချိန်ကာလအတွင်းမှာငါဟာစစ်မှန်တဲ့ထာဝရအသက်ရှင်ခြင်းမျိုးကိုတခါမှမစဉ်းစားခဲ့ဘူးငါလိုရှိတာကဒီလောကကြီးတစ်ခုလုံးဟာချင်းအင်ပါယာဖြစ်ပြီးချင်းမင်းဆက်ရဲ့လက်အောက်မှာရှိနေဖို့ပဲအားလုံးဟာချင်းမင်းဆက်ရဲ့မြေဖြစ်ရမယ်အားလုံးဟာချင်းမင်းဆက်ရဲ့လူတွေဖြစ်ရမယ်ဒါကိုဘယ်သူမှစိတ်ကူးမရင်ရဲကြဘူးကောင်းကင်နဲ့မြေကြီးရဲ့ပထမဆုံးအင်ပါယာဧကရစ်ကြီးတာဖုတ်ကောင်ဖြစ်ပြောင်းလဲသွားမယ်ဆိုရင်အဲ့ဒါဟာဘယ်လိုမြင်ကွင်းမျိုးဖြစ်လာမလဲအဲ့ဒီအချိန်ကျရင်သူ့ကိုတားဆီးနိုင်မဲ့သူဘယ်သူရှာ
ဒီအုံးမှာလည်းလီရှန်တောင်ကချင်းရှီဟွန်မင်းကြီးရဲ့တင်ကြိုင်းကူဖြစ်တယ်လို့လီချင်းဝမ်ရဲ့မြေပုံမှာပြထားတယ်။ညမောင်ကြီးပြူစားပြူချိန်မှာထူးခြားတဲ့မိန်းကလေးတစ်ယောက်ရက်နေတယ်။သူမရဲ့အမိကမောထင်ဟန်ဖြစ်ပြီးအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတယ်။သူမရဲ့ရှေ့မှာတော့ဖြူစင်တဲ့ဝတ်စုံကိုဝတ်ဆင်ထားတဲ့မိန်းကလေးတစ်ယောက်ရှိနေတယ်။ချင်းဝမ်မင်းတို့ထလာပြီဆိုပေမဲ့မင်းရဲ့ကျင့်ကြံမှုအချိန်ကတိတ်နီးလို့နေသေးတယ်။ငါတို့မှာတင့်တော်တဲ့လက်နက်ကရိယာတွေမရှိရင်ဒီလိုထူးဆန်းတဲ့နေရာမျိုးမှာအန္တရာယ်တွေနဲ့ကြုံတော့ခေရနိုင်တဲ့မှောက်မိုက်တဲ့တောအုပ်ကိုဖျက်ကျော်ပြီးရှောက်လန်းလာတဲ့အခါမှာတော့ဒီနေရာရဲ့လေထုကတိတ်ကိုရှုပ်ထွေးနေတဲ့ချင်းရှီဟွန်မင်းကြီးရဲ့တင်ကြိုင်းကူတကားကဒီနေရာမှာပဲရှိရမယ်။ဒဏ္ဍာရီတွေအရချင်းရှီဟွန်မင်းကြီးမကွယ်လွန်ခင်မှာထိုက်အော်ဒါနဲ့ကြောက်စိမ့်တစိတ်တော်တို့ကိုတင်ကြိုင်းကူထဲမှာထည့်သွင်းမြုပ်နှံခဲ့တယ်လို့ဆိုကြတယ်။ဒီရတနာနှစ်ခုတည်းကတစ်ခုခုကိုသာရရှိမယ်ဆိုရင်မင်းရဲ့စွမ်းအားတွေဟာအစပေါင်းများစွာတိုးတက်လာမှာဖြစ်တယ်လို့ဒီလိုထူးဆန်းတဲ့နေရာတွေကိုရှင်းလင်းဖို့ကလည်းတိတ်ကိုလွယ်ကူသွားလိမ့်မယ်။ထန်းဟိုင်စွမ်းရှင်များဘျူရိုရဲ့အကြီးအကဲတစ်ယောက်ကတော့အခြေအနေတွေမကောင်းတော့ကြောင်းသတင်းရရှိခဲ့တဲ့လီရှန်တောင်မှာတက်ဆင်ထားတဲ့ထောက်လှမ်းရေးကိရိယာတွေဟာအလုပ်နေပြီဖြစ်တာကြောင့်တစုံတစ်ယောက်ကချင်းရှီဟွန်မင်းကြီးရဲ့တင်ကြိုင်းကူကိုရောက်နေပြီဆိုတာသိလိုက်ရတယ်။ဘသူကများဒီလောက်အထိတက်တီကောင်းနေရတာလေ။ဒီလူကတော့စွမ်းရှင်များဘျူရိုရဲ့နဝမမြောက်ဌာနခွဲကညွှန်ကြားရေးမှူးလီရွှန်ပဲဖြစ်ပါတယ်။လီရှန်တောင်နဲ့ချင်းရှီဟွန်မင်းကြီးရဲ့တင်ကြိုင်းကူကိုဘာကြောင့်ဒီလောက်အထိအရေးတကြီးသတ်မှတ်ထားရတာလဲဆိုတဲ့လျှို့ဝှက်ချက်ရှိနေပါတယ်။လွန်ခဲ့တဲ့3နှစ်ကအော်တိုဘာလ1ရက်နေ့မှာလီရှန်တောင်ပြိုကျပျက်စီးခဲ့ပြီးနောက်တစ်နေ့မှာတော့တစ်ကမ္ဘာလုံးမှာထူးဆန်းတဲ့ဖြစ်ရပ်တွေပေါ်ပေါက်လာခဲ့တယ်။လီရွှန်ကတော့အတိတ်ကအကြောင်းအရာတွေကိုပြန်လည်စဉ်းစားရင်းခေါင်းခါရမ်းနေမိတယ်။နောက်ဆုံးမှာတော့ချင်းရှီဟွန်မင်းကြီးနဲ့ပတ်သက်တဲ့တုံ့လို့စရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုကိုသူတို့ရှာဖွေတွေ့ရှိခဲ့ကြတယ်။အရေးတွေကိုမျိုးရဲကိုဖိတ်ခေါ်ခြင်းဆိုတဲ့စကားကိုပြောလိုက်တဲ့အခါမှာတော့လီရွှန်ဟာတပြင်းတစ်ချက်ချလိုက်မိတယ်။သူတို့အားလုံးဟာကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကိုသိထားကြတယ်။ဟန်မင်းဆက်ရဲ့ကုန်းဦးအေဂရစ်မင်းကြီးဟာလီရှန်တောင်ကိုရောက်ရှိခဲ့စဉ်ကတင်ကြိုင်းကူကနေထွက်ပေါ်လာတဲ့ပြင်းထန်တဲ့အငွေ့သက်တွေကိုတွေ့ရှိခဲ့တဲ့ချင်းရှီဟွန်မင်းကြီးဟာထာဝရအသက်ရှင်ဖို့အတွက်သူ့ကိုယ်သူဖုတ်ကောင်ဖြစ်ပြောင်းလဲဖို့ကြိုးစားခဲ့တာကိုလည်းသိရှိခဲ့ရတယ်။ဒါကြောင့်ကုန်းဦးအေဂရစ်မင်းကြီးဟာနိုင်ငံတော်ရဲ့ကံကြမ္မာနဲ့ရင်းပြီးလီရှန်တောင်ကအစီရင်ကိုနှိပ်ကုတ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့နောင်လာနောက်သားတွေအတွက်လည်းဒီနေရာကိုစောင့်ရှောက်ဖို့မှာကြားခဲ့တဲ့မင်းဆက်အဆက်ဆက်ကဘရင်တွေဟာနိုင်ငံတော်ရဲ့အင်အားတွေနဲ့ဒီတင်ကြိုင်းကူကိုဖိနှိပ်ထားခဲ့ကြတယ်လုံဟူရှန်တောင်ကတာအိုဆရာတွေရဲ့အကူအညီနဲ့တင်ကြိုင်းကူတွေကပုတ်ကိုထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့အခုချိန်မှာတော့အခြေအနေတွေကပြောင်းလဲသွားပြီဖြစ်ပါတယ်တစ်ဖက်မှာလည်းစွန်စားရှာဖွေရေးအဖွဲ့ဟာတင်ကြိုင်းကူတွေကိုဝင်ရောက်နိုင်မဲ့လမ်းကြောင်းတစ်ခုကိုတူးဖော်နိုင်ခဲ့ကြတဲ့သူတို့ဟာယတနာတွေကိုရယူဖို့အတွက်ရောက်လာကြတာဖြစ်ပါတယ်ဒီနေရာမှာရှိတဲ့ယတနာတွေဟာအဆင့်တန်းမြင့်မားလာပြီး Empire Egret အသုံးပြုခဲ့တဲ့ပစ္စည်းတွေဆိုရင်တော့အမြင့်ဆုံးအဆင့်မှာရှိနေမှာအသေးချပါပဲလီချင်းဝမ်ရဲ့ကိုပေါ်မှာလည်းအစင်းမြင့်တဲ့ရတနာတစ်ခုပါရှိနေတဲ့ချင်းမင်းကြီးရဲ့နန်းတော်ထဲမှာတော့ရွှေနဂါးရှိကောင်ဟာနဂါးပတ်ထားတဲ့ခေါင်းတလားကိုရစ်ပတ်ထားကြတယ်ခေါင်းတလားတွေက Empire Egret ဟာနိုးထားဖို့အသင့်ဖြစ်နေပြီဆိုပေမဲ့နိုင်ငံတော်ရဲ့ကံကြမ္မာအစီအရင်တွေကလည်းအားကောင်းနေစေဖြစ်ပါတယ်ခေါင်းတလားတွေကထွက်ပေါ်လာတဲ့အမဲရောင်အငွေ့သက်တွေဟာမိစ္ဆာအငွေ့သက်တွေမဟုတ်ပဲလောကကြီးကိုအုပ်စိုးခဲ့တဲ့ Empire Egret ရဲ့အရှိန်အဝါတွေပဲဖြစ်ပါတယ်ချင်းမင်းကြီးရင်းကျက်အနေနဲ့ချင်းမင်းဆက်ရဲ့ဘိုးဘေးတွေဖြစ်စေခြင်းခဲ့တဲ့လောကကြီးတစ်ခုလုံးကိုစီလုံးစေခြင်းနဲ့ဆန္ဒကြီးကိုမေ့လျော့သွားပြီလားဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီလောကကြီးဟာတခုတည်းဖြစ်ပေါင်းစည်းတဲ့နယ်ဆိုတာငါကိုတော့တခဏလေးတောင်မေ့မထားခဲ့ဘူးငါကကောင်းကင်ဘုံကတတ်မှတ်ပေးလိုက်တဲ့သူပဲမင်းတို့ရှစ်ပါးမင်းဆက်ရဲ့အကျွမ်းကြံတွေကတော့တေးရမှာမကြောက်ပဲခေါင်းမမာနဲ့ခုခံနေကြတော့မဲ့လောကကြီးရဲ့ကြီးကျယ်တဲ့စီမံကိန်းကိုလည်းမသိကြဘူးဘယ်လိုမျိုးဖြည့်ဆည်းလို့ရနိုင်မှာလဲရွှေနဲ့နဂါးကောင်းပေါ်မှာကဘာကျော်နဂါးနဲ့ကြီးတကောင်ဟာဖြည်းဖြည်းချင်းပေါ်ပေါက်လာခဲ့တယ်ဒီနဂါးနဲ့ရဲ့ခန္ဓာကိုယ်ဟာကြံတဲ့ရွှေနဂါးရှစ်ကောင်ပေါင်းတာထက်တောင်ပိုပြီးကြီးမားနေတယ်နဂါးဘိုးဘေးရဲ့ဝိညာဉ်ဟာဒေါသမထွက်ဖဲနဲ့တောင်ခန့်ညားထဲဝါမှုတွေရှိနေတဲ့နောက်ပိုင်းပေါ်လာတဲ့မင်းဆက်တွေအားလုံးဟာသူ့ရဲ့ချင်းအင်ပါယာပေါ်မှာပဲတိဆောက်ခဲ့ကြတာသူတို့ကအောက်လူဖြစ်ပြီးအထက်လူကိုပြန်ပုံကန်ဖို့စူးစမ်းနေကြတယ်တကယ်အေဂရစ်စစ်ကိုဖိနှိပ်ဖို့ကြံစည်နေကြတာပဲမင်းတို့အတုံးမကြမှာတော့ငါကိုတော့ပထမဆုံးအေဂရစ်ကပဲတကြော့ပြန်ကြွမြန်းလာပြီးပြည်နယ်ကိုခုကိုတန့်စင်မယ်လောကကြီးကိုလည်းငြိမ်းချမ်းမှုတွေပြန်ပေးမယ်ပထမဆုံးအေဂရစ်လူကြောင်စိတ်ကူးတွေမရင်ပါနဲ့တော့ငါတို့ကမူလအင်အားတွေကိုစတေးထားတာအပြင်ကနေဖြည့်ဆည်းတာမျိုးမရှိသေး၍မင်းကိုနောက်ထပ်1000ထိဖိနှိပ်ထားနိုင်သေးတယ်ဟဲလူမိုက်တစုပဲငါကိုတော့ကမင်းတို့မူလအင်အားကိုစတေးမဲ့အချိန်ကိုစောင့်နေတာပြီးတော့ခုနကဝင်လာတဲ့အုပ်ကူခိုးသူတွေကငါကိုတော့အတွက်အကောင်းဆုံးနေရုပ်တွေပဲငါကိုတော့ကနည်းနည်းလောက်မြူဆွဲလိုက်တာနဲ့ဒီလူတွေကမင်းတို့အပင်ပန်းခံတိဆောက်ထားတဲ့အစီရင်တွေကိုဖျက်ဆီးပစ်လိုက်မယ်ဆိုတာမင်းတို့ယုံလားနဂါခေါင်းထဲကနဂါးနဲ့ကြီးနဲ့လူငယ်အေဂရစ်ဟာသူတို့ရဲ့အတိညာဉ်နေမှုကိုလှောင်ပြောင်တယ်လို့မျိုးအားရပါရရေမောလိုက်တယ်တကယ်လို့အသက်မရှင်ကျင်တော့တဲ့သူမဟုတ်ရင်ဒီလိုမင်းမောင်နေတဲ့ခေါင်းကြီးကိုဘယ်သူမှမိုက်မဲလှဖွင့်မှာမဟုတ်ဘူးဒီ12နာရီအတွင်းမှာဘယ်သူမှရွှေနဲ့နဂါးခေါင်းကိုမဖွင့်ဘူးဆိုရင်မင်းကငါတို့ရဲ့ဖိနှိပ်မှုကိုနောက်ထပ်1000ဆက်ခံရမှာပဲဟုတ်လားဒါဆိုရင်တော့စောင့်ကြည့်ကြတာပေါ့တခြားတစ်ဖက်ကမှောင်မိုက်ဆိုစွတ်နေတဲ့စင်ကြံလန်းထဲမှာတော့လူနှစ်ယောက်ဟာအပြင်ဘက်ကနေနောက်ဆုံးတော့ထွက်လာနိုင်ခဲ့ပြီဟုတ်တယ်ဒီနေရာပဲငါတို့လမ်းမမဘူးချင်းရှီဟွန်ရဲ့အုပ်ကူဆိုတဲ့အတိုင်းပဲအပြင်ဘက်လမ်းတင်ကိုပဲငါတို့မျက်စိလေလူနီးပါဖြစ်သွားတယ်အုပ်ကူတကားစီကိုရှောက်သွားပြီးတကားပွင့်လာတဲ့အခါမှာတော့သူတို့ကဘာထောင်ချောင်းမှမတွေ့ရပဲအထက်ကမြင်ကွင်းကိုပဲတွေ့လိုက်ရတဲ့လူနှစ်ယောက်လုံးဝယူသွတ်သွားကြတဲ့ကျယ်ဝန်းတဲ့အုပ်ကူခမ်းမထဲမှာရွှေတောင်ငွေတောင်တွေနဲ့အဖိုးတန်ရှေးဟောင်းပစ္စည်းတွေအများကြီးရှိနေတာကိုတွေ့လိုက်ရလို့ပဲကြေးဝါလက်နက်တွေကျွေးထဲတွေနာမည်ကြီးပကြီးကားတွေနဲ့ရှေးဟောင်းစာပေတွေအများကြီးပဲတစ်ချိန်တည်းမှာပဲချမ်းဟိုင်ထူးခြားစွမ်းအင်ဗျူရိုညွှန်ကြားရေးမှူးလီရွှန်ဟာဒေါသထွက်လွန်လို့အသက်ရှူတောင်မားနေပြီးစောင့်ကြည့်ရမျက်နှာပြင်ထဲမှာသူ့သမီးလစ်ချင်းဝမ်ကအုပ်ကူတဲကိုဥဆောင်ပြီးသွားနေတာကိုတွေ့လိုက်ရတဲ့ညွှန်ကြားရေးမှူးတိတ်ဆိတ်မပူပါနဲ့သူတို့လည်းမရည်ရွယ်ပဲရောက်သွားတာဖြစ်နိုင်ပါတယ်အခုချိန်မှာထူးဆန်းတဲ့ထိတ်လန့်မှုတွေကအရန်ဆိုးရွားနေတော့သူတို့လည်းအစွမ်းထက်တဲ့ထူးခြားလက်နက်တချို့ကိုရှာနေတာလည်းဖြစ်နိုင်တယ်အစွမ်းထက်ဆုံးလက်နက်တွေလို့ပြောရရင်ချင်းပရင်အင်းကျက်ရဲ့ထိုက်အားသားနဲ့နိုင်ငံတော်တစိတ်တော်ကလွယ်ရင်တခြားမရှိတော့ဘူးသူတို့ဒီပစ္စည်းနှစ်ခုကိုရည်ရွယ်ပြီးသွားနေတာဖြစ်နိုင်မလားဒီဒဏ္ဍာရီလာပစ္စည်းနှစ်ခုဟာပထမဆုံးအေဂရစ်ရဲ့အမြဲဆောင်ထားတဲ့ပစ္စည်းတွေဆိုတာသိထားရမယ်နဂါးဘူးပေးရဲ့ဆရာရဆိုရင်တော့ဒါတွေကိုနဂါးကောင်းထဲမှာပဲအတူမြုပ်နှံထားမှသိချတယ်ဒါကြ
အောက်ဒီရနာနှစ်ခုကိုရဖို့ဆိုရင်ခေါင်းကိုမဖြစ်မနေဖွင့်ရလိမ့်မယ်ဒီလိုအချိန်မျိုးမှာခေါင်းဖွင့်နေဆိုတာကတော့တေလန်းကိုသွားတာပဲဟန်မင်းဆက်အေဂရစ်ကွန်ဦးလူရှုတောင်မှငကားပိုးပေးဝိညာဉ်ကိုဖိနှိပ်ဖို့ဟန်နိုင်ငံတော်ရဲ့ကံကြမ္မာကိုငှားပြီးတုံးခဲ့ရတာသူ့ကိုခေါင်းထဲကနေထွက်မလာအောင်တတ်နိုင်သမျှလှုပ်ထားခဲ့တာတကယ်လို့ဒီအချိန်မှာတယောက်ကဥဆောင်ပြီးခေါင်းဖွင့်လိုက်မယ်ဆိုရင်တော့လီရွှန်ရဲ့ကြောပြင်မှာချွေးတွေပြန်လာပြီးနောက်ဆက်တွဲဖြစ်လာမဲ့မြင်ကွင်းကိုတောင်သူမတွေးရတော့ဘူးဒါပေမဲ့သူတေချာပေါက်သိနေတာတခုကတော့ငကားပိုးပေးအေဂရစ်ဟာအလောင်းကနေပြန်ရှင်လာပြီးကဘာပေါ်ကိုကြွမြန်းလာခဲ့ရင်ဒါဟာထူးဆန်းတဲ့အရာတွေရောက်လာတာထက်အစပေါင်းတောင်းနဲ့ချီပြီးပိုကြောက်ဖို့ကောင်းလိမ့်မယ်တစ်ချိန်တည်းမှာပဲလချင်းဝန်တို့လူနှစ်ယောက်ဟာမြေအောက်လမ်းကနေတဆင့်အုပ်ကူအခန်းအသစ်တစ်ခုလေးကိုရောက်သွားကြပြီးသူရှိမှာအ ਨੇ ဆုံးငကားနဲ့တန်ချက်ကစစ်တီတော်တသိန်းလောက်ရှိနေပြီးထောင်နဲ့ချီတဲ့တန်ချက်ကစစ်တီတွေဟာအစီရင်တိုင်းရက်နေကြတာကိုတွေးလိုက်ရတဲ့တံမဏိတောင်ကြီးတစ်လုံးလိုပဲအေးဆက်ပြီးလေးလံတဲ့တန်ချက်ကတွေကနေခန့်ညားထဲဝါတဲ့အရှိန်ဝါတွေကိုပေးစွမ်းနေတဲ့သူတို့တွေကချင်းပါရရဲ့ဂုံတိတ်ခါနဲ့အင်အားတွေပဲငါတို့နေရာမမဘူးထင်တယ်ဒီမှာတကယ်ပဲယတနာတွေအများကြီးပဲငါတို့ပက်လေကိုရှာကြည့်ကြရအောင်တန်ဖိုးရှိတာဒါမှမဟုတ်သုံးလို့ရတဲ့ထူးခြားလက်နက်တွေရှိမလားလို့နောက်ဆုံးတော့အုတ်ကူချင်းထဲကနေတဆင့်အလဲတဲကပူဇော်တဲ့စင်စီကိုရောက်သွားတယ်ဝန်ကြည့်စမ်းငါဘာတွေ့လဲဆိုတာလီချင်းဝန်ကောင်းမောကြည့်လိုက်တဲ့အခါမော်ချင်းဟန်ရဲ့လက်ချောင်းကြားမှာကြောက်စိမ့်ဆွဲပြတစ်ခုကိုကင်ထားတာတွေ့လိုက်ရတဲ့ဝစ်စုံဖြူနဲ့မိန်းကလေးကအဲ့ဒါကိုယူပြီးလက်ဖွားပေါ်တင်ကြည့်လိုက်တယ်ဒီအပေါ်မှာထူးဆန်းတဲ့ငှက်ယုံနဲ့အာဖန်းဆိုတဲ့စာလုံးနှလုံးရေးထွင်းထားတယ်တခြားတစ်ဖက်မှာတော့ချင်းပရင်ရဲ့မြေအောက်နန်းတော်ထဲမှာငကားနဲ့ရွှေငကားတွေဟာနောက်ဆုံးတိုက်ပွဲကိုဆင်းကတဲနေကြတော့မဲ့အင်းကျက်မင်းကကြီးလေးတဲ့အဖြစ်ကိုကျူးလွန်ခဲ့ပြီလို့ဟန်မင်းဆက်ကပြောင်းလဲလာတဲ့ရွှေနဂါးကြီးကဟိန်းဟောက်ပြောလိုက်တယ်ငါကဘာမှလုပ်လို့လဲငါကတေးတဲ့နာလားနဂါးကောင်းတဲ့ကဒီနဂါးပိုးပေးရဲ့အတန်ဟာပုံမှန်အတိုင်းအေးအေးဆေးဆေးဖြစ်နေပေမဲ့ဝမ်းနဲ့စရာကောင်းနေတဲ့ပိတ်ထားတဲ့အုတ်ကူခမ်းမထဲမှာအဲ့ဒီတယောက်တည်းဖြစ်နေတဲ့အတန်ဟာပဲ့တင်ထက်နေခဲ့တဲ့စစ်မက်ဖြစ်ပွားရာຫນွေဦးနဲ့စောက်ဦးခေတ်ကလေးကတိုင်းပြည်ငယ်တွေကတိုင်းပြည်ကြီးဖြစ်ချင်ကြတယ်လို့တိုင်းပြည်ကြီးတွေကလည်းတိုင်းပြည်ငယ်တွေကိုတိတ်ပိုက်ချင်ကြတယ်နှစ်ပေါင်း950တိတိလောကကြီးဟာမငြိမ်မသက်ဖြစ်ခဲ့ရတယ်ပြည်သူတွေဟာမဖော်ပြနိုင်တော့အောင်ဒုက္ခရောက်ခဲ့ကြရတယ်ငါကိုတော့ပဲလောကကြီးကိုပေါင်းစည်းပေးခဲ့တာစစ်ပွဲပြီးသွားပြီးပြည်နယ်6ခုလုံးကိုငါနိုင်ယူနိုင်ခဲ့တယ်ဒါပေမဲ့ကဘာကြီးကတသားတည်းဖြစ်ရမယ်ဒါဟာကောင်းကင်ဘုံရဲ့အလိုတော်ပဲပြည်နယ်6ခုလုံးကိုအနိုင်ယူနိုင်ရင်ကျင်ပြည်နယ်ကိုလည်းအနိုင်ယူနိုင်ရမယ်ဒါပေမဲ့သူတို့မှာပြည်နယ်6ခုရဲ့ဖုံးတကိုးကြီးမားတဲ့အရှင်သခင်9000လူမျိုးကံကြမ္မာမရှိဘူးဒါဆိုရင်ဟန်မင်းဆက်ထန်မင်းဆက်မင်းမင်းဆက်နဲ့စုံမင်းဆက်တို့ရဲ့အေဂရစ်မင်းမြတ်တို့ကျင့်ရှိဟွန်နဲ့ခမားတို့ကြားမှာရန်ညိုးရှိသလားအင်ဂျန်ကသူ့အမေးကျင်ဆုံးမေးခွန်းကိုမေးလိုက်တယ်ရန်ညိုးမရှိဘူးအင်အားကြီးမဆက်တွေရဲ့ငကားဝိညာဉ်တွေကပြန်ဖြေတဲ့ရန်ညိုးမရှိအမုန်းမရှိပဲနဲ့ဘာလို့ငါနဲ့ရံပက်ပြုနေကြတာလဲငါနဲ့ဖျားဖြစ်လာတာကထာဝရအသက်ရှင်ဖို့အတွက်သာမကပဲဒီပြည်သူလူထုတွေအနိုင်ကျင့်မခံရဖို့အတွက်လည်းဖြစ်တယ်ခင်ဗျားတို့အပြင်လောကကြီးကိုကြည့်လိုက်စမ်းပါပြည်သူတွေဟာထူးဆန်းတဲ့တရားဝါတွေရဲ့တက်ဖြတ်ခြင်းကိုခံနေရတယ်ဟာဘလို့ပဲဖြစ်ဖြစ်ခင်ဗျားတို့အတွက်အချိန်သိမ့်မကျန်တော့ပါဘူးအဲ့ဒီနောက်မှာနန်းတော်ကြီးတစ်ခုလုံးတုန်ခါသွားပြီးမင်းဆက်6ခုရဲ့ကံကြမ္မာတွေဟာတာမန်မျက်စိနဲ့မျှရင်နိုင်တဲ့အမြန်နှုံးနဲ့ပျောက်ကွယ်သွားတယ်ကြည့်ရတာဒီလူတွေကိုပေးဝင်လိုက်တာကတခုခုတော့အကျိုးတက်ရောက်မှုရှိပုံရတယ်ဒါကဘသူရဲ့လက်ချက်လဲကောင်းကင်တရားရဲ့ကံကြမ္မာဆွမ်းအားတွေပျောက်ကွယ်ကုန်ပြီးတေဆန်းအကြံစီခံလိုက်ရပြီးငါစကားအဆုံးမှာပဲငကားနဲ့ဝိညာဉ်တစ်ခုကောင်းကင်ကိုပြန်တက်သွားတယ်တခဏချင်းမှာပဲဟန်မင်းဆက်နဲ့ထန်မင်းဆက်တို့ရဲ့အင်အားအကောင်းဆုံးငကားဝိညာဉ်တွေကိုနှိမ်နှင်းလိုက်တယ်မင်းမရှင်တန်ကျင်မှုဆိုရင်တော့အတူတူတေးလိုက်ကြတာပေါ့ဟန်မင်းဆက်ရဲ့ငကားဝိညာဉ်ကငကားနဲ့ဝိညာဉ်ရဲ့လေပင်ကိုညှစ်ထားတယ်ကျန်တဲ့ငကားဝိညာဉ်၅ခုကငကားနဲ့ဝိညာဉ်ရဲ့လက်ဖွားခြေဖွားအမီခန္ဓာကိုယ်နဲ့ဝမ်ပိုက်တို့ကိုအတီးတီးထိန်းချုပ်ထားကြတယ်မြေအောက်နန်းတော်အထက်ကောင်းကင်ယံမှာမိုးကြိုးတန်တွေကျလောင်စွာထွက်ပေါ်လာတဲ့စစ်မြေပြင်ကစီတီးတန်တွေလိုမျိုးမြင်းပေါင်းတောင်းချီပြေးလွှားနေတယ်လို့ပဲလူတွေရဲ့နားစီတွေကွဲမတက်မြည်ဟဲနေပြီးမင်းအိုးမောက်ထားတယ်လို့မျိုးထူထပ်တဲ့တိမ်တိုင်မဲကြီးတွေကောင်းကင်မှာပြန့်ကျဲနေတယ်လီရွှန်ဟာကားမောင်းပြီးရှီစန်းတောင်အောက်ကိုရောက်လာတဲ့အခါမှာတော့လူအုပ်ကြီးကိုတွေးလိုက်ရတယ်တေချာကြည့်လိုက်တဲ့အခါတာအိုဝစ်စုံဝတ်ထားတဲ့လူပေါင်းရာချီရှိနေတဲ့အနီရောင်ခရမ်းရောင်အဝါရောင်နဲ့ခရမ်းရောင်ရင်းရင်ဝစ်စုံတွေကိုတာအိုဘာသာရဲ့အဆင့်တန်းလိုက်ဝစ်ဆင်ထားကြတယ်အနီရောင်ဝစ်စုံကအဆင့်မြင့်အကြီးအကဲတွေဝစ်ဆင်နိုင်တဲ့ဝစ်စုံဖြစ်တဲ့အဲ့ဒီထက်မြင့်တဲ့ခရမ်းရောင်ဝစ်စုံကတော့ဆရာကြီးတွေနဲ့အဆင့်မြင့်တာဦးပညာရှင်တွေဝစ်ဆင်ကြတာပါအဝါရောင်ဝစ်စုံကတော့ကောင်းကင်ဆရာသခင်နဲ့အဆင့်တူတဲ့လူကြီးသူမတွေဒါမှမဟုတ်တကိုးစွမ်းအားအတိုင်းတာတစ်ခုအထိရောက်နေသူတွေဝစ်ဆင်ကြတာဖြစ်တယ်ဒါဟာမြင့်မြတ်တဲ့ဂုဏ်သိက္ခာနဲ့အဆင့်တန်းကိုဖော်ပြတာပါခရမ်းရောင်ရင်းရင်ဝစ်စုံကိုဝစ်နိုင်သူကတော့တန်တရားဖြစ်เสียရမလို့ပဲကျန်းရီခိုင်းရဲ့ကောင်းကင်ဆရာသခင်ကြီးပဲဖြစ်ရမယ်တောင်းပန်ပါတယ်ဆရာသခင်ကြီးကျင်ရှိဟွန်ရဲ့အုပ်ကူကိုတေချာမဆောက်ရှောက်နိုင်ခဲ့လို့အခုလိုပြဿနာတွေဖြစ်လာရတာပါကျင်အေဂရစ်ကအခုခေတ်ရဲ့အစွမ်းထက်ဆုံးကောင်းကင်ဆရာသခင်ကြီးကိုတောင်လှုပ်ခတ်စေခဲ့ပြီးတာအိုကိုင်းချုပ်ကပညာရှင်ရာပေါင်းများစွာကိုပါခေါ်လာစေခဲ့တယ်လာရမယ့်အရာကတော့လာမှာပဲလေဟိုးအရင်တုန်းကပထမဆုံးကောင်းကင်ဆရာသခင်ဟာဟန်မင်းဆက်အေဂရစ်နဲ့အတူလီဆန်းတောင်ကိုလာခဲ့ဘူးတဲ့တစိမ့်ခက်နှိပ်ပြီးရဲ့နောက်မှာကျန်းရီကိုင်းကိုတီထောင်ခဲ့ပြီးမျိုးဆက်သစ်ဆရာသခင်တွေကိုအေဂရစ်တွေနဲ့အတူလီဆန်းတောင်ကိုစောင့်ကြည့်ဖို့မှာကြားခဲ့တယ်မျိုးဆက်တဲ့ငကားရဲ့အရှိန်ဝါနဲ့တစိတ်ကိုပုံမခိုင်မာအောင်လုပ်ဖို့ဖြစ်တယ်။တေဆုံးသွားတဲ့အခါမှာတော့လီဆန်းတောင်မှာပဲမြုပ်နှံပြီးသူတို့ရဲ့ကြံရှိနေတဲ့ကံကြမ္မာအရှိန်ဝါတွေကိုအသုံးချရတယ်။ဒါဟာရှေးဦးအီဂရစ်ကိုနှိမ်နင်းဖို့အတွက်နောက်ဆုံးအဆင့်အနေနဲ့လှုပ်ဆောင်ရတာဖြစ်တယ်။ကျန်းရွှင်ချင်းကဖြည်းဖြည်းချင်းရှင်းပြတယ်။ခင်ဗျားပြောချင်တာကဒီလီဆန်းတောင်ရဲ့အောက်မှာအီဂရစ်ပေါင်းရာချီရှိနေတယ်လို့ဆိုလိုတာလား။လီရွှန်ကလန့်သွားတယ်။အီဂရစ်ပေါင်းရာချီအတူတူမြုပ်နှံထားတယ်ဆိုတာဘာကိုဆိုလိုတာလဲ။ဒါဟာတကဘာလုံးရဲ့ကံကြမ္မာတွေဒီနေရာမှာစုဝေးနေတာပဲဒါဟာနှစ်ပေါင်းထောင်ချီတဲ့တမိုင်းကြောင်းနဲ့နှစ်ပေါင်း9000ရဲ့ကံကြမ္မာအရှိန်ဝါတွေကိုသုံးပြီးအဲ့ဒီရှေးဦးအီဂရစ်ကိုနှိမ်နင်းထားတာပဲဆိုလိုတာကအင်ဂျန်ရဲ့နေရာမှာတခြားဘယ်သူပဲဖြစ်ဖြစ်ဒီလောက်ကြီးမားတဲ့ကံကြမ္မာအရှိန်ဝါတွေအောက်မှာအမှုန့်ဖြစ်သွားမှာပဲဟုတ်တယ်ဒါဟာမျိုးဆက်လိုက်ဆရာသခင်တွေနှုတ်တိုက်လက်ဆင့်ကမ်းခဲ့တဲ့အရာပဲဘယ်တော့မှမှားယွင်းမှုမရှိနိုင်ဘူးပြီးတော့ဒီလီဆန်းတောင်ကိုရှေးဦးအေဂရစ်ကကိုပါတော်ရင်နဲ့ကိုပါတော်ရန်ကောင်းကင်ဝင်းကဘာကြီးနဲ့ပိတ်ဆို့ထားခဲ့တာဒီနေရာဟာအညိုးတေးတွေနဲ့ပြည့်နှက်နေပြီးတရဲတစေ1000လောက်ရှိရင်တောင်ဒီနေရာရဲ့ထောင်ကနန်းပုံတပုံလောက်တောင်အစွမ်းမရှိဘူးလီရွှန်ကတိုးတိုးလေးရေရွတ်လိုက်တယ်ဆရာသခင်ကြီးခင်ဗျားပြောချင်တာကရှေးဦးအေဂရစ်ကဒီဝင်းကဘာကြီးကိုအသုံးချပြီးကဘာပေါ်ကအညိုးတေးတွေနဲ့မကောင်းတဲ့စွမ်းရည်တွေကိုစုဆောင်းပြီးအသွင်ပြောင်းဖို့စူးစမ်းနေတာလားလီရွှန်ရဲ့ခေါင်းထဲမှာကြောက်စရာကောင်းတဲ့အတွေးတစ်ခုဝင်လာတယ်
ဟုတ်တယ်နှစ်ပေါင်းထောင်ချီတဲ့မကောင်းတဲ့စွမ်းရည်တွေနဲ့ရှေးဦးဧကရစ်ရဲ့အရှိန်အဝါပေါင်းဆက်ပြီးအသွင်ပြောင်းသွားရင်တက်ရှိအားလုံးပျက်စီးပြီးကဘာကြီးတစ်ခုလုံးငြိမ်သက်သွားလိမ့်မယ်ဆရာတခင်ကြီးဒါဆိုရင်ဖြစ်နိုင်ခြေတစ်ခုရှိသေးတယ်ဒီမှာမြုပ်နှံထားတဲ့မင်းဆက်အသီးသီးကဧကရစ်တွေကလည်းဒီစွမ်းရည်တွေကိုစုပ်ယူနေကြတာမဟုတ်ဘူးလားသူတို့ကိုနှိမ်နှင်းမဲ့သူမရှိဘူးဆိုရင်လီရွှန်ကဆက်မပြောရတော့ဘူးအဲ့ဒီစကားကိုကြားတော့ဆရာသားခင်ကြီးကအေးစိမ့်သွားတယ်လို့ခံစားလိုက်ရတယ်။ဧကရစ်ရာပေါင်းများစွာအတူတူအသွင်ပြောင်းသွားမယ်ဆိုရင်မင်းယူနေတာလားငါယူနေတာလားဒါဟာဘလို့မှမဖြစ်နိုင်ဘူး။ဆရာသားခင်ကြီးကကြိုတင်စဉ်းစားထားပြီးသားပါ။ဒါကြောင့်သူ့ကွယ်လွန်ခါနီးမှာမျိုးဆက်တိုင်းကဆရာသခင်တွေကိုမှာကြားခဲ့တယ်။သူတို့တည်ဆုံသွားတဲ့အခါမှာဝိယုံတစ်ထည်ကိုအဲ့ဒီဧကရစ်တွေရဲ့အခေါင်းတွေပေါ်မှာတင်ထားခဲ့ဖို့မှာခဲ့တယ်။ဒါဟာဧကရစ်တွေအမျိုးတေးတွေကြောင့်အသွင်ပြောင်းမသွားဖို့တားဆီးဖို့ပဲဆရာသားခင်ကြီးကခေါင်းရမ်းလိုက်တယ်ဟုတ်။ဒါပဲငါလိုရှိတဲ့အရာဒါကိုအထက်ကချပေးလိုက်တာလားကောင်းကင်ဘုံကခမားကိုကြည့်နေတာပဲဆရာကြီးရဲ့မျက်လုံးတွေကအယောင်တောက်သွားပါတယ်ဘလို့ရလဲဆိုတာကျွန်တော်ကိုအထက်ကမပြောထားဘူးခမားဘာလို့ချင်းလို့လဲအထက်ကိုကျွန်တော်ထပ်မေးကြည့်ရမလားလီရွှန်ကခေါင်းကိုကုတ်ရင်းနောက်ကကိုဘေးမန်ကိုကြည့်ပြီးပြောလိုက်ပါတယ်ထားလိုက်ပါတော့အတန်ဘုံတစ်လုံးနဲ့တောင်မလဲနိုင်ပါဘူးကြောက်ဦးကြီးကအရေးကြီးတဲ့အခြေအနေကိုထဲ့မတွက်ဘူးတကယ်လို့တစ်ခုခုဖြစ်လာရင်ကျွန်တော်ဘာနဲ့ခုခံရမလဲဆရာကြီးကတကယ်ပဲစိတ်ဆိုးသွားပုံရပါတယ်လီရွတန်ကထောက်ခံခြင်းပေမဲ့စကားကတမျိုးကြီးဖြစ်နေတယ်လို့ပဲနေပါဦးအတန်ဘုံဆိုတာကဘာကိုပြောတာလဲအဲ့ဒီအရာကတုံးလို့ရလို့လာပြီးတော့အဲ့ဒါကိုဘာလို့ဖို့လဲစစ်ရှိဟွမ်ရဲ့ကိုဘေးမန်ကိုဖောက်ခွဲဖို့တော့မဟုတ်တော့ပါဘူးနော်ဝစ်စုံရှည်တွေဝတ်ထားပြီးနာမည်ကျော်ကြတဲ့အဲ့ဒီတောင်ကုတ်ဆရာတွေကသူတို့နောက်ကနေစက်မှုလက်နက်တွေအများကြီးထုတ်လိုက်ကြပါတယ်ဒါကတော့တကယ်ကိုလက်တွေ့ဆန်လွန်းတဲ့လီရွှန်ကဆရာကြီးရဲ့လက်ထဲကတနက်တွေအမြောက်တွေကိုကြည့်လိုက်ပါတယ်ကျွန်တော်တို့မြင်မြန်ဆင်းပြီးဂူပေးမှဖောက်ထွင်းသူတွေတူးထားတဲ့အပေါက်ကိုပိတ်ကြဆိုတနက်တွေပေါ်မှာအင်းစာသားတွေထိုးထားပြီးကြီးစံတွေမှာလည်းဟင်တာပြသားတွေတုပ်ထားပါတယ်နာမည်ကျော်တောင်ကုတ်ဆရာဒါဇင်ပေါင်းများစွာရှိနေပါတယ်ဝစ်စုံနေဝစ်ဆရာကြီးကအင်းစာသားတွေပါတယ်စက်တနက်ကိုကင်ထားပြီးခါမှလည်းခွေးနဲ့တွေလက်ပစ်ပုံတွေချိတ်ထားပါတယ်စစ်ရှိဟွန်ကတကယ်ပဲမော်ပညာကိုလေ့ကျင့်ခဲ့ပြီးနဂါဧကရစ်ရဲ့ကံကြမ္မာနဲ့စွမ်းအားကိုပိုင်ဆိုင်ထားတာပါဆရာကြီးမှာအောင်နိုင်ဖို့ဘလောက်အထိအခွင့်အရေးရှိတယ်လို့ထင်ပါတယ်လီရွှန်ကအသားအရမေးလိုက်တဲ့စကားတစ်ခုကြောင့်တန့်ရွှန်ချင်းကဘာမှပြန်မပြောနိုင်တော့ပါဘူးဟုတ်ပါတယ်အဲ့ဒါကနဂါဧကရစ်လေကျန်းတောက်လင်တော်မထီရဲတဲ့ဘိုးဘေးကြီးပါသူကတကူတော်စွမ်းအားနဲ့တလောကလုံးကိုနှိမ်နှင်းခဲ့တာပါနဂါဧကရစ်ဆိုတဲ့နာမည်ကထာဝရအတွက်ညင်းစရာမရှိပါဘူးမျိုးဆက်လိုက်တောင်ကုတ်ဆရာတွေရဲ့စွမ်းအားတွေရှိနေရင်တော့သူ့ကိုတကယ်ပဲရှင်နိုင်ပါမလားစစ်ရှိဟွန်ကဘာကြောင့်မိမိကိုယ်ကိုဖုတ်ကောင်ဖြစ်ပြတောင်းလိုက်ခဲ့တာလဲဆိုတာကျွန်တော်တို့အရင်ဆုံးသိအောင်လုပ်ရမယ်လီရွှန်ကဆရာကြီးကိုတခုခုအတီးပြုခြင်းတလူမျိုးကြည့်လိုက်ပါတယ်လောကကြီးမှာမမြဲတဲ့အရာတွေအများကြီးပါနဂါဧကရစ်ကထာဝရအသက်ရှိခြင်းယုံတက်ပါပဲဒါပေမဲ့ဒါကကောင်းကင်လမ်းစဉ်ကိုစန့်ကျင်နေပါတယ်ဆရာကြီးကတက်ပြင်းချလိုက်ပြီးသူ့ရဲ့စိတ်မသက်မသာဖြစ်မှုကိုစကားနဲ့ဖော်ပြလို့မရနိုင်ပါဘူးယဉ်ကျေးရဲ့ရည်ရွယ်ချက်ကထာဝရအသက်ရှိဖို့ပါအဲ့ဒီထာဝရအသက်ကဘာအတွက်လဲလီရွှန်ကအဓိကအချက်ကိုမိသွားတယ်လို့ပါပဲထာဝရအသက်ရှိဖို့အဲ့ဒီရဲ့ရည်ရွယ်ချက်ကဘာလဲတလောကလုံးကိုအုပ်စိုးဖို့ပေါ့ဆရာကြီးကခဏလောက်စဉ်းစားပြီးမှပြောပါတယ်စစ်ရှိဟွမ်ယဉ်ကျေးကတလောကလုံးကိုစီလုံးစီခြင်းခဲ့တာပါမကြုံစဘူးတာယာဝပြောတဲ့ခေတ်တစ်ခုကိုဖန်တီးပြီးသူ့ရဲ့လူမျိုးတွေကိုထာဝရအေဂျင့်စီခြင်းခဲ့တာပါပြည်နယ်ကိုခုကိုစီလုံးစီပြီးကျူးကျော်သူတွေကိုနှိမ်နှင်းခြင်းခဲ့တာပါလီရွှန်ရဲ့မျက်လုံးတွေကချက်ချင်းဆိုသလိုတောက်ပလာပါတယ်အခုစစ်ရှိဟွန်ထွက်လာတော့မဲ့အတူတူသူ့ကိုတစ်ဖက်တစ်လမ်းကနေကူညီပေးလိုက်ရင်မကောင်းဘူးလားစစ်ရှိဟွန်ကိုကျွန်တော်တို့နဲ့အတူဥဆောင်စေပြီးမိစ္ဆာတွေကိုနှိမ်နှင်းခိုင်းကြရအောင်နှစ်ပေါင်းထောင်ချီကြအောင်နေဆက်တွေမှာကျူးကျော်ခံခဲ့ရတဲ့ချင်းကန်ရဲ့အရှက်ရမှုတွေကိုလည်းမချေဖြတ်နိုင်သေးဘူးတကယ်လို့စစ်ရှိဟွန်သာရှိနေအောင်မယ်ဆိုရင်ဒီလိုမျိုးတွေဖြစ်လာပါမလားလွန်ခဲ့တဲ့နှစ်တရာကအရက်မျက်နှာအတိအသီးကရန်သူတွေလာခဲ့ကြတယ်ရွှန်မင်းရွှန်နန်းတော်ကြီးမီးလောင်ခဲ့ပြီးနိုင်ငံပေါင်းစုံရဲ့ကျူးကျော်မှုကိုခံခဲ့ရတယ်တကယ်လို့ဧကရစ်တာရှိနေရင်အင်အားလုံးရင်းနဲ့အားလုံးကိုနှိမ်နှင်းလိုက်မှတေချာပါတယ်လီရွှန်ကအဲ့ဒီတမိုင်းကြောင်းတွေကိုပြန်တွေးမိပြီးစိတ်မကောင်းဖြစ်နေပါတယ်စစ်ရှိဟွန်ကရက်ဆက်တယ်လို့ခမည်းတော်ပြောကြပေမဲ့သူတာမဟာတတိုင်းကြီးကိုမတိဆောက်ခဲ့ရင်မြောက်ပိုင်းကရှုံနူးတွေကလွင်ပြင်ဒေသတွေကိုနင်းချေသွားကြမှာပါအဲ့ဒီအချိန်မှာလူပေါင်းတန်းနဲ့ချီပြီးတေဆုံးသွားနိုင်ပါတယ်သူကတလောကလုံးငြင်းချမ်းဖို့အတွက်အပြစ်တင်ခံရမယ့်အလုပ်ကိုရွေးချယ်ခဲ့တာပါသူလုပ်ခဲ့တဲ့အကျိုးကျေးဇူးတွေကထာဝရတည်တဲ့နေမှာပါပြည်သူတွေအတွက်လုပ်ပေးခဲ့တာမို့ဘလို့ပြစ်မျိုးပဲဖြစ်ဖြစ်ခံယူထိုက်ပါတယ်ဆရာကြီးကျွန်တော်မှာရဲရင်တဲ့အကြံတစ်ခုရှိတယ်ကျွန်တော်တို့စေတမန်အဖွဲ့လိုမျိုးဖွဲ့ပြီးစိတ်ဆက်ညှိနှိုင်းမှုတွားကြရအောင်လီရွှန်ကအေးအေးဆေးဆေးပြောလိုက်ပါတယ်ကံကောင်းတာကကျွန်တော်တချို့အရာတွေကိုပြင်ဆင်ထားတယ်လီရွှန်ကကြောပိုးအိတ်ထဲကနေအနက်ရောင်ဟန်ဝစ်စုံကိုထုတ်ပြီးဝတ်လိုက်ပါတယ်အခြားအဖွဲ့ဝင်တွေကလည်းအနက်ရောင်ဟန်ဝစ်စုံတွေကိုအတီးတီးဝတ်လိုက်ကြပါတယ်ဆရာကြီးခင်ဗျားအထင်မလွဲပါနဲ့တမိုင်းမှာစစ်ရှိဟွန်ကအနက်ရောင်ကိုကြိုက်တယ်လို့ဆိုထားပါတယ်နဂါဧကရစ်နဲ့တွေ့တဲ့အခါကျွန်တော်တို့အနက်ရောင်ဝတ်ထားရင်ပိုပြီးရင်းနှီးမှုရှိတာပေါ့မြန်မြန်ဝတ်လိုက်ပါဂူရဲကိုဆင်းတော့မယ်ကျွန်တော်ကနဂါကြားတောင်ရဲ့နာမည်ကျဆရာကြီးတယောက်ပါဒီလိုမျိုးဝစ်စုံကိုဘယ်လိုလုပ်ဝတ်နိုင်မှာလဲပြီးတော့သူကဘလို့စစ်ရှိဟွန်ပဲဖြစ်ဖြစ်အခုတော့မိစ္ဆာလန်းစင်တွေကိုရောက်နေပြီးကျွန်တော်ကတော့မိစ္ဆာနဲ့မပေါင်းနိုင်ဘူးခမည်းဒီစိတ်ကိုပဲဖျောက်လိုက်ပါကျန်းရွှင်ချင်းကမျက်နှာပြက်ပြက်နဲ့ညင်းလိုက်ပါတယ်သူကအနက်ရောင်ဝစ်စုံကိုမြေကြီးပေါ်ပြစ်ချလိုက်ပါတယ်ဆရာကြီးကစကားသာပြောနေတာရှိရခင်ကလေးကပညာရှိတွေကအခြေအနေကိုကြည့်ပြီးပြုမှုကြတာပဲလီရွှန်ကမျက်တောင်ခရင်ပြောလိုက်ပါတယ်ဆရာကြီးကသူ့နောက်ကနေတူ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 နဲ့အတန်းတွေကိုကြားလိုက်ရပါတယ်သူလက်ကြည့်လိုက်တဲ့အခါသူ့ရဲ့တပည့်တွေအားလုံးကအနက်ရောင်ဝစ်စုံတွေဝတ်နေတာကိုတွေးလိုက်ရပါတယ်ဆရာကြီးအခြေအနေကိုကြည့်ပါဦးကျန်းရွှင်ချင်းကနှာခေါင်းရှုပ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲသူကဆရာကြီးရဲ့အစင်တန်းကိုဖော်ပြတဲ့ခရမ်းရောင်ဝစ်စုံကိုချွတ်လိုက်ပြီးအတွင်းကအနက်ရောင်ဝစ်စုံကိုထုတ်ပြလိုက်ပါတယ်လီရွှန်ကဒီဆရာကြီးရဲ့အကွက်ကွင်းကြမှုကိုကြည့်နေမိပါတယ်ဘေးနားကတောင်ကုတ်ဆရာတွေရဲ့တုံ့ပြန်မှုကိုကြည့်ပြီးသူလည်းရေကျင်စိတ်ကိုအောင့်ထားလိုက်ရပါတယ်စစ်ရှိဟွန်နဲ့တွေ့မှဆိုတော့တာမန်အနက်ရောင်ကိုသုံးလို့ဘယ်ဖြစ်မလဲဒီမှာကြည့်လက်သေးလေးခုပါတဲ့ငကားပတ်အနက်ရောင်ဝစ်စုံကိုသုံးရမယ်ကျန်းရွှင်ချင်းကဂုံယူစွာနဲ့အင်ဂျီကိုပြင်လိုက်ပါတယ်ခမည်းကတောင်ကုတ်ဆရာကြီးမဟုတ်ဘူးလားတိတ်ခါကြမှာစိုးတယ်ဆိုတာဘယ်ရောက်သွားပြီလဲသူတယောက်တည်းကပဲဒါကိုအတီးကြီးလုံနေတာလီရွှန်ရဲ့နဖူးမှာအမဲရောင်မြင်းကြောင်းတွေထင်သွားတယ်ကဲရှောင်းလေးမြင်မြန်စင်းမှာအချိန်ကစောင့်နေမှာမဟုတ်ဘူးကျန်းရွှင်ချင်းကဘောင်းမီအိတ်ထဲမှာတနက်တလက်ကိုခိုးဝက်ထည့်လိုက်ပြီးမှောင်မဲနေတဲ့အာကာသထဲကိုလင်းလင်းမြင်မြန်ဝင်သွားတယ်လေးလုံးပြီးအိတ်ဆက်နေတဲ့အပူချိန်ကြောင့်အားလုံးတုံ့လောက်သွားကြတယ်တကယ်ပဲတစ်ခုခုဖြစ်သွားပြီးအရင်ကအမှတ်သားတွေရတစုံတစ်ယောက်ကငါတို့ထက်အရင်ရောက်နေခဲ့တာပဲပြီးတော့တိုက်ဆိုင်ပဲသူတို့ကဒီကအစီမံတွ
ဒီကိုဖျက်ဆီးလိုက်လို့နဂါမင်းကအချိန်မတိုင်ခင်ထွက်လာတာမင်းတို့မှာဘာသတင်းအချက်လက်တွေရှိလဲဆိုတာအကုန်ပြောပြလိုက်ပါလားဆရာကြီးကလီချင်းဝမ်ဟာသူ့သမီးဖြစ်မှန်တွက်ချက်ထားပြီးသားများလားသားသမီးကိုမဆုံးမရင်မိဘအဖြစ်ပဲကြိုးကြောင်းဆင်ခြင်ရရင်လီရှင်မှာလည်းပြစ်ရှိပါတယ်ကြည့်ရတာဆရာကြီးရဲ့မျက်စိကိုဘာမှဖုံးကွယ်လို့မရဘူးထင်တဲ့အမှန်တိုင်းပြောရရင်အရင်ကဧကရစ်ကူတဲ့ကိုဝင်သွားတဲ့လူတွေထဲမှာကျွန်တော်သမီးလီချင်းဝမ်လည်းပါခဲ့တယ်လီရှင်ကတက်ပြင်းချလိုက်တယ်ဘာပဲဖြစ်ဖြစ်ကိစ္စတွေကဖြစ်ပြပြီးသွားပြီဆိုတော့ရှောင်ပြေးနေလို့လည်းမထူးတော့ဘူးတာဝန်လွဲချနေမဲ့အစားကိုယ်တိုင်တာဝန်ယူလိုက်တာကပိုကောင်းပါတယ်ဖြစ်နိုင်ရင်ကုစားဖို့အခွင့်အရေးကြံနေပါဦးမယ်ခဏအကြာမှာတော့သူတို့ဟာလီချင်းဝမ်တို့အဖွဲ့ကိုတွေ့လိုက်ရတယ်သူတို့တွေ့သမျှအရာအလုံးကတန်ဖိုးဖြတ်လို့မရတဲ့ရွှေတောင်ငွေတောင်တွေကြီးတယ်တွေနဲ့ကြောက်စာတိုင်းတစ်ခုပဲအလုံးကအဲ့ဒီကြောက်စာတိုင်းကိုတတိုင်းနဲ့လှည့်ကြည့်လိုက်ကြတယ်ဧကရစ်ကနိုင်ငံ6ခုကိုချေမှုန်းပြီးဟာရှီပိုင်ကြောက်မြတ်ကိုရရှိခဲ့တဲ့နိုင်ငံတော်တစိမ့်တုံးကိုပြုလုပ်ပြီးနဂါးကောင်းတလားကိုဝတ်ထားခဲ့တဲ့ဒီစာသားတူလေးနှစ်ကြောင်းထဲမှာကြီးမားတဲ့အချက်လက်တွေပါဝင်နေပုံရတယ်ပထမဧကရစ်ကနိုင်ငံတော်တစိမ့်တုံးကိုတကယ်ပဲသူနဲ့တူမြုပ်နှံခဲ့တာလားအားလုံးကစိတ်ဝင်စားဖြစ်နေတော့မှပဲဆရာကြီးကနှာခေါင်းရှုံလိုက်ပြီးကြောက်စာတိုင်းကိုတစ်ချက်ထဲနဲ့ပစ်ခွဲလိုက်တယ်ဆရာကြီးဘာလုပ်တာလဲကျွန်တော်တို့ကစကားပြောဖို့လာတာပါအဲ့ဒီတယောက်ကိုစိတ်ဆိုးအောင်လုပ်မိရင်ဘယ်လိုလုပ်မလဲလီရွှန်ကရုတ်တရက်ပောက်ကွဲသွားတဲ့ကြောက်စာတိုင်းကိုကြည့်ပြီးချက်တီးမွေးညင်းတွေထားသွားတယ်တိတိကျကျပြန်ကြည့်စမ်းဘယ်မှာကြောက်စာတိုင်းရှိလို့လဲဆရာကြီးကအများကြီးရှင်းမပြပဲကြောက်စာတိုင်းရဲ့ပုံရိပ်အစစ်အမှန်ကိုပဲသူတို့ကိုကြည့်ခိုင်းလိုက်ဒါကမျက်လှည့်လားလီရွှန်ကဘာမှမရှိတဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ပထမဧကရစ်ရဲ့ကူဟာတကယ်ကိုထူးခြားတာပဲစက်ကွင်းတွေမရှိတာမဟုတ်ဘူးမင်းတို့မသိလိုက်ခင်မှာတင်မင်းတို့ပေါ်တက်ရောက်မှုရှိနေပြီးတော့ကျွန်တော်ခံမှန်းတာကနဂါမင်းကအခုထိပေါ်မလာသေးဘူးဆိုတော့သူကလက်ညှိုးလေးတစ်ချက်နဲ့အားလုံးကိုတတ်နိုင်တဲ့အစွမ်းမရှိသေးဘူးသူကကူတဲကစက်ကွင်းတွေရဲ့အစွမ်းကိုတုံးပြီးကျူးကျော်သူတွေကိုဝေဝေဝါးဝါဖြစ်အောင်ပဲလုပ်နိုင်တာဆရာကြီးကစိတ်ထဲမှာတွေးလိုက်တယ်တစ်ချိန်တည်းမှာပဲတခြားတစ်ဖက်မှာတော့လီဂျင်ဝမ်တို့ဖွဲ့ဟာပထမဧကရစ်ကူရဲ့အလဲဗဟိုနာကိုရောက်လူနီးပါးဖြစ်နေပြီးမိုတင်ဟန်ပတ်ဝန်းကျင်မှာတစုံတစ်ယောက်ကငါတို့ကိုစောင့်ကြည့်နေတယ်လို့ခံစားရလားနေရန်ပေါ်ကနေရန်စေးပကြီးတွေကိုကြည့်လိုက်ပါဦးအချိန်တွေကြာလာတာနဲ့အမျှအယောင်တွေမိမ့်မိန်ပြီးဝေဝေဝါးဝါဖြစ်နေပြီးကြောက်မက်ဖွယ်ကောင်းတဲ့ပုံစံတွေကရှေ့ကျပြီးစမ်းကြဲတဲ့ဘာသာရေးအကြောင်းကိုပြောပြနေတယ်လို့ပဲဒီနေရန်စေးပကြီးတွေကတခုခုထူးဆန်းနေတဲ့လီဂျင်ဝမ်ကမိုတင်ဟန်ညွှန်ပြတဲ့ဘက်ကိုကြည့်ပြီးဒါဟာပထမဧကရစ်ရဲ့မော်ဆရာတွေပြုလုပ်ခဲ့တဲ့အခမ်းအနားတစ်ခုဖြစ်နိုင်တယ်လို့တိုးတိုးလေးပြောလိုက်တယ်ဒီမြင်ကွင်းကိုကြည့်ရတာဒေချင်းနဲ့ရှင်ချင်းတန်တရားနဲ့ပတ်သက်နေပုံရတယ်ကိုအောက်ခြေကနေတိုးညင်းတဲ့တုံခါတန်တစ်ခုထွက်ပေါ်လာပြီးကြီးမားတဲ့အရာတစ်ခုခုလို့ထားတယ်လို့ပဲမကောင်းတော့ဘူးငါတို့ဒီကဆက်ကွင်းတွေကိုထိမိသွားပြီးထင်တဲ့နေရန်စေးပကြီးတွေကလှိုင်းလုံးတွေလိုလှုပ်ခတ်လာပြီးအကောင်းတဲ့စွမ်းရည်တစ်ခုပြေးလွှားနေတယ်လို့ပဲမြင်းကြောင်းတွေကကွေးကောက်ကုန်တယ်ရွှေရောင်ဝတ်စုံဝတ်ထားတဲ့အေယာမလူကြီးတစ်ယောက်ဟာကြောက်နေရန်တွေကနေဖြည်းဖြည်းချင်းထွက်လာပြီးသူ့စီကနေကြောက်စရာကောင်းတဲ့အရှိန်ဝါတွေထွက်နေတယ်သူ့ခန္ဓာကိုယ်ကတောင်တလုံးလိုကြီးမားပြီးခြေလမ်းတိုင်းကမြေကြီးကိုတုံခါစေတယ်အေယာမလူကြီးကမျက်လုံးအပြူသားနဲ့ကျူးကျော်သူတွေကိုစိုက်ကြည့်လိုက်ပြီးသူတို့ရဲ့ဝိညာဉ်ကိုထွင်းဖောက်မြင်နေရတယ်လို့ပဲမင်းတို့ကဘသူမို့လို့ဒီနေရာကိုကျူးကျော်ဝင်ရောက်ရဲတာလဲအေယာမလူကြီးကအော်ဟစ်လိုက်တန်ဟာခေါင်းလောင်းတန်ကြီးလိုဟိမ့်ထွက်သွားပြီးကျူးကျော်သူတွေရဲ့နားတွေကိုအောင်သွားစေတယ်နဂါဧကရစ်ရဲ့နန်းတော်ကိုဝင်လာရဲတယ်ပေါ့ပြေးစရာလည်းမရှိဘူးမင်းတို့အယိုးတွေအကုန်ကြေမွသွားစေရမယ်ပြောပြီးတာနဲ့သူကလေးလံနဲ့လက်သီးကြီးကိုမြှောက်ပြီးလူနှစ်ယောက်စီကိုထိုးချလိုက်တယ်သူတို့ကအတင်းရှောင်တိန်ပြီးခဏလောက်ရုန်းကန်နေရတဲ့မိုတင်ဟန်ကထိတ်လန့်တကြားပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ပုံးစရာနေရာရှာဖို့စူးစမ်းပေမဲ့သူ့ခြေထောက်တွေကခဲဆွဲထားတယ်လို့လေးလံနေပြီးလှုပ်ရှားလို့မရတဲ့လောက်ပဲဒီလိုအရေးကြီးတဲ့အချိန်မှာပဲရွှေရောင်မနန်းစားရွက်တစ်ခုကလေထဲကနေပြန်လာပြီးအေးရမလူကြဒီကိုချုပ်လိုက်တဲ့ဒဏ္ဍာရီတွေကကြေးလူကြီး12ယောက်ဒီမှာရှိနေလိမ့်မယ်လို့မထင်ထားဘူးကျန်းရွှင်ချင်းကဘ ഹു တုတများပေမဲ့အံ့ဩသွားရတယ်သူပြောပြီးတာနဲ့လီရွှန်တို့အဖွဲ့ကလည်းကမန်းကတန်းရောက်လာကြတယ်ကူကြီးတစ်ခုလုံးဖျို့ဖျဲဖြစ်နေပြီးလီဂျင်ဝမ်ကလည်းရင်းနှီးတဲ့မျက်နှာကိုမြင်လိုက်ရတော့အံ့ဩသွားတဲ့ပုံစံဖြစ်သွားတယ်မင်းအဆင်ပြေတာမြင်ရတာဝမ်းသာပါလေလီဂျင်ဝမ်သူ့ရှိမှဘေးကင်းကင်းရှိနေတာကိုမြင်တော့လီရွှန်ကစိတ်ပြက်နေပေမဲ့လည်းအားလုံးဟာတိတ်ဆိတ်တဲ့နှစ်သိမ့်မှုဖြစ်သွားတယ်ဘယ်တက်နိုင်မလဲသူ့မှာဒီသမီးလေးတစ်ယောက်ပဲရှိတာကိုသူကသူ့ရဲ့အသက်ပဲကဲအားလုံးအဆင်ပြေပြီဆိုရင်သူတို့ကိုပြန်ပို့ပေးဖို့တယောက်ယောက်ကိုလွှတ်လိုက်မယ်လီရွှန်ကချက်ချင်းသဘောပေါက်သွားပြီးသူ့တပည့်တွေကိုအဲ့ဒီလူတွေကိုခေါ်သွားဖို့ခိုင်းလိုက်တယ်ဦးလေးလီကျွန်တော်တို့ဒီတစ်ခေါက်လာတာကမိုတင်ဟန်အတွက်ပါဆိုပြီးတခုခုထပ်ပြောချင်နေသေးတယ်ဒါပေမဲ့လီရွှန်ကစကားကိုဖျက်ပြောလိုက်တယ်မင်းတို့အခုချက်ချင်းသွားတော့လီရွှန်ကမိုတင်ဟန်ကိုစိုက်ကြည့်လိုက်တယ်သူ့သမီးဟာဒီကောင်လေးရဲ့လှည့်စားတာကိုခံလိုက်ရပြီလားလို့သူတန်တရားဖြစ်နေမိတယ်လူနှစ်ယောက်စကားပြောပြီးနောက်မှာရွှေရောင်အဆောင်ကချက်ချင်းပောက်ကွဲသွားပြီးရွှေဝစ်စုံဝစ်ပြီးလူကြီးကလည်းပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်မင်းတို့လိုတာမန်လူတွေကဒီတန့်စင်တဲ့နေရာကိုအကြိမ်ကြိမ်လာရောက်ကျူးကျော်တာဟာတေတွင်းကိုလာတာပဲလို့ပြောပြီးဘလူကြီးကတောင်ငယ်လေးတစ်ခုလိုကြီးမားတဲ့သူ့ရဲ့လက်သီးကိုမြှောက်ပြီးကျန်းရွှင်ချင်းတို့အဖွဲ့စီကိုပြစ်ပေါက်လိုက်ပါတယ်ကျန်းရွှင်ချင်းကဘာမှပြန်မပြောဘဲခါမှချိတ်ထားတဲ့မက်မွန်သားတနက်နဲ့နေရံမို့ကိုတစ်ချက်ပစ်လိုက်ပါတယ်တုံခါသွားတဲ့အတန်နဲ့အတူကြည်စံတွေကထွက်လာတဲ့ခွေးနဲ့သွေးတွေကနေရံတစ်ခုလုံးကိုချက်ချင်းအစိတ်စိတ်အမောင်မောင်ဖြစ်သွားစေပြီးရွှေဝစ်စုံဝစ်ပြီးလူကြီးလည်းပျောက်ကွယ်သွားပါတယ်ဆရာကြီးကတကယ်ကိုအစွမ်းထက်တာပဲလို့တယောက်ကချီးကျူးလိုက်ပါတယ်ဒါပေမဲ့အရန်ကြီးမပြောလိုက်ပါနဲ့ဦးငါတို့ဟာနဂါကောင်းတလားရှိတဲ့နေရာနဲ့တိတ်မဝေးတော့ဘူးနောက်ခန်းဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့အနားယူရနေရာဖြစ်နိုင်တယ်လို့ကျန်းရွှင်ချင်းကတက်ပြင်းချရင်ပြောပါတယ်နှစ်ပေါင်းရာချီကျင့်ကြံခဲ့ပြီးမျိုးဆက်အဆက်ဆက်ရဲ့လက်ဆင့်ကမ်းငွေတွေကိုရရှိထားပေမဲ့သူဟာအဲ့ဒီအဆင့်ကိုမကျော်ဖြတ်နိုင်သေးပဲကျင့်ကြံခြင်းအဆင့်မှာပဲရှိနေပါသေးတယ်ဒီဧကရစ်ကတော့ကောင်းကင်နဲ့မြေကြီးနဂါသွေးကြောနဲ့တိုင်းပြည်ရဲ့ကံကြမ္မာဆိုတဲ့အထောက်ပံ့၃ခုကိုအသုံးချပြီးသူ့ကိုယ်သူဖုတ်ကောင်ဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်နှစ်ပေါင်းထောင်ချီကြာအောင်အာယူထားတာအပြင်ရှေးဟောင်းနှစ်ဖျားတွေရဲ့အစွမ်းတွေပါပေါင်းဆက်လိုက်ရင်သူ့ရဲ့အစွမ်းကဘယ်လောက်တောင်နဲ့မလဲဆိုတာခံမှန်းလို့တောင်မရနိုင်တော့ပါဘူးအခုချိန်မှာတော့နှစ်ဖျားတွေဆင်းသက်လာရင်တောင်သူ့ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ကျန်းရွှင်ချင်းကတက်ပြင်းချရင်ဆိုပါတယ်သူကိုယ်တိုင်လည်းဉာဏ်ပညာနဲ့ပါတာကြောင့်ကောင်းကင်ရဲ့စမ်းသပ်မှုကိုတော့မကျော်ဖြတ်နိုင်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီဧကရစ်ကိုတွေ့နိုင်ရင်တော့ညှိနှိုင်းဖို့နည်းလမ်းတစ်ခုခုရှိနိုင်မှာပါလို့လီရွှင်ရှင်ကယုံကြဒီချက်ရှိရှိပြောပြီးနေရန်စီကိုရှောက်သွားပါတယ်အခြားတစ်ဖက်မှာတော့လီချင်းဝမ်တို့နှစ်ယောက်ဟာလာခဲ့တဲ့လမ်းတိုင်းပြန်လာနေကြပါတယ်သူတို့ကိုစောင့်ကြပ်နေတဲ့သူတွေကလည်းစကားတပြောပြောနဲ့လိုက်လာကြပါတယ်အဲ့ဒီအချိန်မှာပဲငှက်ရုပ်ပုံစံကြောက်စိမ့်လေးကဖြောတော့တဲ့အလင်းရောင်တွေထွက်ပေါ်လာပြီးပောက်ကွဲသွားပါတယ်လီချင်းဝမ်ကိုဗဟိုပြုပြီးရွှေရောင်လင်းတွေပြင်းပြင်းထန်ထန်ထွက်ပေါ်လာတာကြောင့်ဘေးကလူတွေမျက်စိတောင်မဖွင့်နိုင်ကြပါဘူးချင်းဟန်မြင်မြင်ပြေးတော့လို့လီချင်းဝမ်ကပြောလိုက်ချိန်မှာပဲမိုချင်းဟန်ကသူမရဲ့လက်ကိုဆွဲထားလိုက်ပြီးဟင်းလင်းပြင်တစ်ခုလုံးပုံပြတ်သွားပါတယ်
မောင်မိုက်နေတဲ့အထဲမှာလက်ကြီးတစ်ဖက်ကအရာအလုံးကိုထိန်းချုပ်နေတယ်လို့ပါပဲအမောင်နန်းတော်တဲ့ကိုရင်ကျင်းပြန်ရောက်လာပါပြီဘယ်နေရာကထွက်ပေါ်လာမှန်းမသိတဲ့အတန်ကခေါင်းတလားတဲ့ကပုတ်ကိုရဲ့ကိုဟန်ကပိုပြီးခံရလာတယ်လို့ဆိုပါတယ်လုံဟူတောင်ကဆရာကြီးဟာနတ်ဖျားတစ်ပိုင်းအဆင့်တောင်မရှိပေမဲ့ဒါဟာလုံလောက်ပါတယ်နဂါဝိညာဉ်ကနည်းနည်းလေးလိုအပ်နေပေမဲ့ဒီဆရာကြီးရဲ့ကြင်ကြံမှုနဲ့ဆိုရင်တစိမ့်ခတ်နှိပ်ဖို့အတွက်9ပုံ6ပုံလောက်စိတ်ချရပါတယ်ရင်ကျင်းမင်းရမ်းကြီးမပြောလိုက်ပါနဲ့ငါတို့ကမင်းကိုကောင်းတလားထဲမှာပဲငြိမ်ငြိမ်လေးနေအောင်လာကူညီတာပါလို့ပြောလိုက်ပါတယ်အဲ့ဒီလိုလားဒါမှမဟုတ်ဒီဆရာကြီးကမင်းတို့ကိုကူညီဖို့လာတာမဟုတ်ဘူးလားလို့ကောင်းတလားထဲကလူငယ်ကရေမောရင်းပြန်ပြောပါတယ်အဲ့ဒီအချိန်မှာပဲနန်းတော်ထဲမှာရွှေရောင်လင်းတဲ့တစ်ခုပေါ်လာပါတယ်မင်းကဘယ်သူလဲဒီနေရာကမင်းတို့ဝင်လာရမယ့်နေရာမဟုတ်ဘူးထွက်သွားကြလို့အော်ဟစ်တန်တွေထွက်ပေါ်လာပါတယ်လီချင်းဝမ်တို့နှစ်ယောက်ဟာမတ်တက်တောင်မရက်နိုင်ခင်မှာပဲပြင်းထန်တဲ့ဖိအားတွေကြောင့်သူတို့ရဲ့အာယုံကြောတွေအားလုံးကြေမွသွားမတက်ခံစားလိုက်ရပါတယ်ရွှေရောင်နဂါဝိညာဉ်တွေကလချင်းဝမ်တို့နှစ်ယောက်ကိုဝါမျိုးဖို့စူးစမ်းနေချိန်မှာခေါင်းတလားအထက်ကနဂါနဲ့ကြီးကဟိန်းဟောက်လိုက်ပြီးနဂါဝိညာဉ်တွေကိုလွင့်ထွက်သွားစေပါတယ်ရှင်ကဘသူလဲဘာလို့ကျမကိုကူညီတာလဲလို့လချင်းဝမ်ကမေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဒါဟာချင်းမင်းကြီးရင်ကျင်းများလားလို့သူမတွေးမိပြီးမြင့်တက်သွားပါတယ်ခေါင်းတလားထဲမှာရှိနေတဲ့သူကချင်းမင်းကြီးဆိုတာတီးလိုက်ရတဲ့မိုးချင်းဟန်ကလည်းပါဆက်အဟောင်းသားနဲ့အံ့ဩသွားပါတယ်ဘသူမဆိုဒီမြင်ကွင်းကိုတွေ့ရင်ထိတ်လန့်သွားမှာပါပဲငါဘာလို့အသက်ရှင်နေလို့မရရမှာလဲလို့ကြီးကောင်းတလားတဲ့ကအတန်ကရင်မောရင်းမေးပါတယ်ကျွန်တော်အဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူးလို့မိုးချင်းဟန်ကပြန်ရှင်းပြပါတယ်ငါလည်းမင်းကိုအပြစ်မတင်ပါဘူးဒီကဘာကြီးကနောက်ဆုံးမှဘာဖြစ်သွားမလဲဆိုတာမင်းတို့စဉ်းစားဘူးလားလို့သူကဆက်မေးပါတယ်တိုင်းပြည်တွေကွဲပြားပြီးစစ်မီးတွေတောက်လောင်နေတာကိုငါအချိန်ပေါင်းထောင်ချီစဉ်းစားခဲ့ဘူးပါတယ်ငါကတော့ပြည်သူတွေကိုအေးချမ်းချမ်းနေစေချင်တာပါပြည်သူတွေကလည်းအဲ့ဒီလိုပဲမလိုလားကြဘူးလားလို့မေးလိုက်ချိန်မှာလီချင်းဝမ်ကခဏလောက်ငြိမ်သက်သွားပါတယ်ရှင်ကတကယ်ကိုကဘာကြီးကိုငြိမ်းချမ်းအောင်လုပ်ပေးနိုင်မှာလားလို့လီချင်းဝမ်ကမေးပါတယ်အခုကဘာကြီးကဘလို့တွေပြောင်းလဲနေပြီလဲဆိုတာသူတို့အားလုံးသိကြပါတယ်တခြားသူကပြောရင်သူမယုံမှမဟုတ်ပေမဲ့အခုပြောနေတာကတိုင်းပြည်ကိုစီးလုံးအောင်လုပ်ခဲ့တဲ့ချင်းမင်းကြီးဖြစ်နေပါတယ်ဒါပေါ်လို့သူကအခိုင်အမာပြန်ဖြေလိုက်ချိန်မှာလီချင်းဝမ်ကရှေ့ကိုတလန်းတိုးလိုက်ပါတယ်မင်းမလုပ်နေတာလဲတိလားနောက်တလန်းထပ်တိုးရင်တော့ငါတို့အာမနာတော့ဘူးလို့နဂါဝိညာဉ်ကတတိပေးပါတယ်ဒါပေမဲ့လီချင်းဝမ်ကမရက်တံပဲအပြင်ကကံဘာကြီးဘလို့ဖြစ်နေပြီလဲဆိုတာရှင်တို့သိလားလို့မေးလိုက်ပါတယ်အင်ဂျန်ကဒါမျိုးလုပ်ဖို့လုံးဝမဖြစ်နိုင်ဘူးမင်းရှိကဒီပထမဆုံးဧကရစ်ကဘာတွေလုပ်ခဲ့လဲဆိုတာမင်းတီလာသူကကောင်းကင်ဘုံနဲ့ချိတ်ဆက်တဲ့မနက်အစီရင်ကိုတိဆောက်ပြီးလောကရဲ့ကံကြမ္မာတွေကိုစူးစီးခဲ့တာတင်မျိုးမဟုတ်တဲ့ဖုတ်ကောင်ဖြစ်ပြောင်းလဲဖို့သူစူးစမ်းခဲ့တာအခုမင်းသူကိုလွှတ်ပေးလိုက်ရင်လောကကြီးမှာကပ်ပေးဆိုးကြီးတွေဆိုက်ရောက်လိမ့်မယ်အဲ့ဒီလိုအကျိုးဆက်တွေကိုမင်းခံနိုင်ရရှိမှလားသူဘာလုပ်ခဲ့လဲဆိုတာကိုကျမစိတ်မဝင်စားဘူးဒီလောကကြီးမှာသူ့လိုလူမျိုးလိုအပ်တယ်ဆိုတာပဲကျမသိတယ်ကြဘုမတယောက်တည်းပဲမျောလင်းချက်အလင်းရောင်ကိုယူဆောင်လာနိုင်မှာကပ်ပေးကြရောက်တဲ့ပထမဆုံးနေ့မှာတင်လူသားတွေဟာသူတို့ပိုင်တဲ့ရဲ့80%ကိုဆုံးရှုံးခဲ့ရတယ်ဒုတိယနေ့မှာ90%ကျော်ဆုံးရှုံးခဲ့တယ်တတိယနေ့မှာတော့ဟဟလီချင်းဝမ်ဟာစင်မြင့်ထက်ကိုတလန်းချင်းရှောက်လန်းသွားခဲ့တဲ့ကြီးညိုတရားထက်တန်တဲ့ဖျားဘူးတယောက်လိုပဲဟန်နဂါဝိညာဉ်ကလီချင်းဝမ်ကိုတားဆီးဖို့ကြိုးစားပေမဲ့နဂါနက်ကပိတ်ဆို့ထားတာကြောင့်မလုပ်နိုင်ခဲ့ဘူးလီချင်းဝမ်ရဲ့လက်ချောင်းလေးတွေနဂါကောင်းတလားကိုထိတွေ့တော့မဲ့အချိန်မှာပဲချင်းဧကရစ်နန်းဆောင်ရဲ့တစ်သားတကားကြီးဟာဝုန်းကနေပေါက်ကွဲထွက်သွားခဲ့တဲ့တခဏအတွင်းမှာပဲနန်းဆောင်တစ်ခုလုံးဖုံမုံတွေပြန့်လွင့်သွားပြီးမြင်ကွင်းတွေပျောက်ကွယ်သွားခဲ့တဲ့ဟေးဟေးဆရာကြီးလျှက်စီးတော့မထုတ်ခင်ကြိုပြောလို့မရဘူးလားပါဆက်ထဲတဲတွေဝင်ကုန်ပြီးစကားတွေပို့ပြောပြီးအချိန်ဆွဲနေတာပဲဘယ်တော့မှချင်းဧကရစ်နန်းဆောင်ကိုတွေ့မှလဲဖုံမုံတွေငြိမ်သက်သွားတဲ့အခါအတန်တွေလည်းတိတ်ဆိတ်သွားခဲ့တဲ့ဝစ်စုံနဲ့ကြမ်းရွှန်းခြင်းဟာကောင်းကင်မှာပြန်ဝဲနေတဲ့ငကားကြီးကိုကြည့်ပြီးမြင့်တက်သွားခဲ့တဲ့ပါဆက်ကလည်းလီချင်းဝမ်မင်းပါတွေလုံနေတာလဲလို့အော်ပြောလိုက်တယ်ခေါင်းတလားကိုဖွင့်တော့မဲ့လီချင်းဝမ်ကိုမြင်တော့လီရွှန်ကချက်ချင်းအော်ဟစ်တားစီပေမဲ့လီချင်းဝမ်ကဘာမှမကြားသလိုပါပဲသူဟာကြဂင်းညိုရောင်လက်ရတွေကိုကြည့်ရင်အေးဆက်တဲ့မျက်နှာပြင်ပေါ်လက်တင်လိုက်တယ်ဟန်နဂါဝိညာဉ်ကလုံဟူတောင်ကမျိုးဆက်တစ်တွေဘာလို့မကူညီကြတာလဲလို့မေးလိုက်တဲ့ကျန်းရွှန်းချင်းကလက်အုပ်ချီပြီးဂါရဝပြုလိုက်တယ်ဒါဟာသူ့ဘိုးဘေးတွေလက်ထက်ကလေးကဧကရစ်ရဲ့ကိုပွားပဲတခြားသူတွေမေ့ချင်မေ့ပေမဲ့သူကတော့ဘယ်တော့မှမမေ့နိုင်ဘူးငါကအခုဟန်ဧကရစ်ဝူတီအနေနဲ့မင်းကိုအမိန့်ပေးတယ်အဲ့ဒီမင်းကလေးကိုချက်ချင်းတက်လိုက်နဂါကောင်းတလားကိုဖွင့်ခွင့်မပေးနဲ့မဟုတ်ရင်နှစ်ပေါင်းထောင်ချီစူးစမ်းခဲ့သည်မြအလားအတာဖြစ်သွားလိမ့်မယ်ဟန်နဂါဝိညာဉ်စကားပြောလို့မဆုံးသေးခင်မှာပဲနဂါနက်ကသူ့ကိုရိုက်ထုတ်လိုက်တဲ့ဆရာကြီးကျွန်တော်တို့အရင်ကပြောခဲ့တာတွေကိုမေ့သွားပြီလားငါမှတ်မိပါတယ်ဒါပေမဲ့ဘိုးဘေးတွေရဲ့အမိန့်ကိုငါမလွန်ဆန်ရဲဘူးကျန်းရွှန်းချင်းကဓာတ်ကိုဆွဲထုတ်လိုက်တယ်လီရွှန်ကသူ့သမီးကိုတတ်မှဆိုးလို့ဝင်ထားတဲ့ဆရာကြီးမလုပ်ပါနဲ့ဒါပေမဲ့အင်အားချင်းမမျှတာကြောင့်ကျန်းရွှန်းချင်းကလီရွှန်ကိုရိုက်ထုတ်လိုက်တယ်ကလေးမလေးရက်လိုက်တော့အခုပြန်လှည့်ရင်အချိန်မီသေးတယ်ဒါနဲ့ကျန်းပြင်ထိခိုက်မိတဲ့အတန်တွေထွက်ပေါ်လာတယ်ကျွန်တော်တို့လုံဟူတောင်ရဲ့ဆရာကြီးတယောက်အနေနဲ့ဒီလောကကြီးကိုတစုံတစ်ယောက်ကအုပ်ချုပ်ဖို့လိုအပ်တယ်ဆိုတာမင်းသိမှာပါအခုကျွန်တော်တို့အင်အားနဲ့ဆိုရင်ဒီလောကကြီးကိုမထိန်းချုပ်နိုင်ဘူးလီချင်းဝမ်ရဲ့မျက်နှာကပြည့်ယွင်းသွားခဲ့တယ်သူကအသက်20ပဲရှိသေးပေမဲ့စိတ်ထဲမှာတော့တေချာသိနေတယ်ဒီလိုဖျို့ဖျဲဖြစ်နေတာတွေကိုတစုံတစ်ယောက်ကမရက်တန့်ပေးရင်လူသားတွေဟာနောက်ဆုံးမှပြတ်သုံးသွားလိမ့်မယ်အမှန်တရားကဒါမျိုးဖြစ်နေပေမဲ့ဒါဟာငါတို့ဆုံးဖြတ်ရမှာမဟုတ်ဘူးဒါပေမဲ့လောကကြီးအတွက်ဆိုရင်တော့ငါကျန်းရွှန်းခြင်းဟာဒီနေ့မှာဘိုးဘေးတွေရဲ့အမိန့်ကိုစန့်ကျင်တဲ့အလုပ်ကိုလုပ်ရတော့မယ်ကျန်းရွှန်းခြင်းရဲ့ကိုယ်ထဲကဆွမ်းအားတွေပောက်ကွဲထွက်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးတုန်ဟိန်းသွားခဲ့တယ်ဧကရစ်မင်းမြတ်နိုးထတော်မူပါလို့ကျန်းရွှန်းချင်းကအော်ဟေးရင်ဓာတ်နဲ့ခုတ်ချလိုက်တဲ့ရွှေကြိုးရှစ်ချောင်းလုံးပြတ်တောက်သွားခဲ့တဲ့တုတ်ပြန်လာတဲ့အရှိန်အဟုန်ကြောင့်ကျန်းရွှန်းချင်းရဲ့ကြောရိုးတွေပျက်စီးသွားပြီးသွေးတွေအန်ထုတ်ကစင်ပေါ်ကနေလိမ့်ကျသွားခဲ့တဲ့အခုတော့အစီရင်တွေပျက်စီးကုန်ပြီးမင်းဟာငရဲကိုကိုယ်တိုင်ဆင်းသွားတာပဲတစ္ဆာဖောက်တခိုးငရဲကိုသွားပြီးတော့ဟန်နဂါဝိညာဉ်ကဒေါသတကြီးနဲ့ကျန်းရွှန်းချင်းစီပြန်တက်လာခဲ့တဲ့တခဏအတွင်းမှာပဲနန်းဆောင်တစ်ခုလုံးလှုပ်ခါသွားပြီးအပြင်ဘက်မှအားလဲမိုးကြိုးတွေပြစ်ကလေပြင်းတွေတိုက်ခတ်လာတဲ့လောကကြီးတစ်ခုလုံးတုံ့လှုပ်သွားခဲ့တဲ့အဲ့ဒီအချိန်မှာပဲခေါင်းတလားတွေကနေလက်တစ်ဖက်ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့တဲ့ရွှေရောင်နားသက်အဝတ်အစားတွေဝတ်ဆင်ထားတဲ့လူငယ်တစ်ယောက်ဟာနဂါးနက်ကောင်းတလားတွေကနေထထိုင်လိုက်ပါတယ်သူဟာနှက်ဆိုင်တဲ့အကြည့်တွေနဲ့ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပါတယ်ချင်းမင်းဆက်ဧကရစ်ဖြစ်တဲ့သူ့ရဲ့စစ်မှန်တဲ့ရုပ်ရည်ကိုဘယ်သူမှတစ်ခါမှမမြင်ဘူးကြပါဘူးသူဟာတမိုင်းမှာဒဏ္ဍာရီတစ်ခုအဖြစ်ကြံရစ်ခဲ့ကောင်းကြံရစ်နိုင်ပေမဲ့တေဆုံးသွားခဲ့တာကြာပြီဖြစ်တဲ့ဧကရစ်တစ်ပါးကိုနေတိုင်းတတိယနေမဲ့သူဘယ်နှယောက်ရှိမှလဲကျယ်ဝန်းလာတဲ့မြေအောက်နန်းတော်ထဲမှာမူလကရှိနေခဲ့တဲ့ထိတ်လန့်တုန်လှုပ်ဖွယ်ရာလေထုဟာအစအနမကြံပြ
တောက်ကွယ်သွားပြီးအဆုံးမဲ့တိတ်ဆိတ်မှုကအစားထိုးဝင်ရောက်လာပါတယ်။ဘာကြောင့်ငကားဝိညာဉ်ကခေါင်းတလားထဲကနေထွက်လာတော့မဲ့ငကားနဲ့ဝိယုံဝိလူငယ်ကိုစိုက်ကြည့်နေပါတယ်။သူ့ရဲ့ဝိညာဉ်ထဲအထိအသက်ရှူရကြက်မတက်ခံစားချက်တစ်ခုရောက်ရှိလာပါတယ်။ငါတို့ဆက်တိုက်ကြအောင်မလား။ဒါမှမဟုတ်ပြန်ပိတ်ထားရမလား။ရင်းချက်ထွက်လာပါပြီ။တကယ်လို့ရင်းကြံတာအဲ့ဒီခေါင်းတလားထဲကနေအပြင်ကိုခြေလမ်းမလန်းခဲ့ဘူးဆိုရင်တကယ်လို့ကြက်ချွန့်ကျင်တာရုတ်တရက်သစ္စာဖောက်ပြီးရွှေကြိုးတွေကိုမဖြတ်ခဲ့ဘူးဆိုရင်တကယ်လို့လေချင်းဝန်တာသူမရဲ့သွေးနဲ့အစီရင်ကိုမဖြတ်စည်းခဲ့ဘူးဆိုရင်တိုင်းနိုင်ငံပေါင်းစုံရဲ့ကံကြမ္မာဖိနှိပ်မှုအောက်မှာရှိနေတဲ့ရှေးဟောင်းအေဂရစ်ကိုသူတို့တွေရင်ဆိုင်နိုင်ကောင်းရင်ဆိုင်နိုင်ဦးမှာပါဒါပေမဲ့အခုတော့အားလုံးကလုံးဝပြီးဆုံးသွားပါပြီထားလိုက်ပါတော့မင်းတို့အားလုံးနောက်ဆုတ်လိုက်ကြပါကျန်းချောင်တောင်ကိုနေရာချထားပေးလိုက်ဦးငါလို့เสียကိုရေးကိုတာကိစ္စတချို့ရှိသေးတယ်မှန်လားပါအရှင်မင်းကြီးလချင်းဝန်ဟာတစ်ဖက်လူရဲ့နာမည်ကိုအလိုလိုခုံပြီးတော့မဲ့အချိန်မှာအကြီးတစ်ချက်နဲ့အဟန့်ခံလိုက်ရလို့ချက်ချင်းပဲစကားကိုပြင်ပြောလိုက်ပါတယ်စဉ်းသွားကြတော့လီချင်းဝန်ကိုလွတ်လိုက်ပြီးတဲ့နောက်ငါရဲ့မျက်နှာထားကချက်ချင်းပြောင်းလဲသွားပြီးနန်းတော်အမိုးမျက်နှာချက်ကိုမောကြည့်လိုက်ပါတယ်သမုတ်တရားလိုင်းလုံးကြီးတွေလိုပြင်းထန်လာတဲ့ဝိညာဉ်နဲ့ဆွမ်းအားတွေဟာငါခန္ဓာကိုယ်ထဲကနေထွက်ပေါ်လာပါတယ်ငါမျက်လုံးတွေဟာချက်ချင်းပဲရွှေရောင်ပြောင်းသွားပြီးငါရဲ့ကျင့်စဉ်ဆွမ်းအားတွေဟာအရှိန်ဝါကြီးမားတဲ့ငကားနဲ့တကောင်ဖြစ်စူးစီးသွားပါတယ်ငါရဲ့အတန်ဟာအေးဆက်နေပေမဲ့ညှင်းဆန်လို့မရတဲ့အရှိန်ဝါနဲ့အတူမင်းတို့လိုမျိုးဆက်တစ်တွေကငါရဲ့ခေါင်းပေါ်မှာရက်နေဖို့ပဲလို့အရေးချင်းရှိလို့လဲငါရှိမှစင်ကဲဆန်းလို့ပြောလိုက်ပါတယ်ငါလက်ဘွားကိုတစ်ချက်လန်လိုက်တာနဲ့ဟင်းလင်းပြင်ဟာချက်ချင်းပဲလိမ့်ဆက်သွားပြီးဘာကြောင့်ငကားဝိညာဉ်ရဲ့ခန္ဓာကိုယ်ပေါ်ကိုပြင်းထန်တဲ့ဖိအားတွေကြာရောက်သွားပါတယ်ရွှေရောင်ငကားကြီးရှစ်ကောင်ကိုမြေပြင်ပေါ်မှာလုံမရအောင်အသေးလဲဖိနှိပ်ထားပါတယ်ဟင်းလင်းပြင်နေရမလားဒါကဟင်းလင်းပြင်နေရမှာပဲမဖြစ်နိုင်တာဒါလုံးဝမဖြစ်နိုင်ဘူးမင်းကလူသားဧကရစ်တစ်ပါးဖြစ်နေပြီးတော့နေရမစွမ်းအားကိုဘယ်လိုလုပ်ပိုင်ဆိုင်ထားနိုင်တာလဲရင်းကြံမင်းတကယ်ပဲဘာတွေလုပ်ခဲ့တာလဲမင်းရဲ့ဒီလိုလုပ်ရက်ကကောင်းကင်ဘုံရဲ့အဖြစ်ပေးမှုကိုခံရလိမ့်မယ်ဟင်းတာမန်နေရမစွမ်းအားကိုကောင်းကင်ဘုံကနတ်ဖျားတွေပိုင်ဆိုင်နိုင်ရင်ငါကရောဘာလို့မပိုင်ဆိုင်နိုင်ရမှာလဲမင်းတို့လိုရေတွင်းထဲကဖားသူငယ်တွေကတခြားသူရဲ့ခွေးဖြစ်အတုံးတော်ခံကျင်နေကြတာပဲငါပြောပြမယ်ငါပြန်လာတာဟာလူသားမျိုးနွယ်ကိုထာဝရအမြင့်ဆုံးနေရာကိုခေါ်ဆောင်သွားဖို့ပဲလောကတစ်ခုလုံးကိုအုပ်ဆိုးပြီးတိုင်းနိုင်ငံအလုံးကိုတိမ့်ပိုက်ဖို့ဆိုတာဘာများခက်ခဲနေလို့လဲခက်ခဲနေတာကငါနဲ့နေရာတိုင်းမှာဆန့်ကျင်နေတဲ့သူတွေရှိနေပြီးတာမန်ပြည်သူတွေကိုဒုက္ခတွင်းထဲရောက်အောင်လုပ်နေတာပဲဂရုမစိုက်ရုံတင်မကပဲကိုကျိုးအတွက်စကားတွေကိုအမှားယွင်းဖြစ်အောင်လုပ်နေကြတယ်ဒီနေ့တော့ငါကမင်းတို့လိုအညတရတွေကိုအမြင့်ပြတ်ရှင်းလင်းပြစ်မယ်ငါရဲ့လမ်းကိုပိတ်ဆို့ထားတဲ့သူမှန်သမျှကိုငါအပြတ်ရှင်းရမယ်တရားအားလုံးဟာသူများဖြစ်သွားပြီးတိတ်ဆိတ်ငြိမ်သက်မှုကသာထာဝရဖြစ်ပါတယ်။နားလည်ရခက်တဲ့ဟင်းလင်းပြင်းနေရမစွမ်းအားကဘာကြောင့်ငကားဝိညာဉ်ကိုချုံနှောင်ထားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့နှစ်ပေါင်းထောင်ချီစူးစီးထားတဲ့အေးဆက်တဲ့စွမ်းအားတွေထွက်ပေါ်လာပါတယ်။ရွှေရောင်ငကားကြီးရှစ်ကောင်ဟာအေးဆက်တဲ့စွမ်းအားတွေရဲ့တိုက်စားမှုကိုခံရပြီးကြာဆုံးသွားတဲ့ငကားတွေဖြစ်ပြောင်းလဲသွားပါတယ်။မင်းတို့ရဲ့ကံကြမ္မာစွမ်းအားတွေကိုငါသိမ်းယူလိုက်မယ်။ငါရှိမှကြီးမားတဲ့တွင်းနဲ့ကြီးတစ်ခုဖြစ်ပေါ်လာပြီးကြန့်ရှိနေတဲ့ကံကြမ္မာစွမ်းအားလုံးကိုစုပ်ယူလိုက်ပါတယ်။ဒါတွေအားလုံးကိုလှုပ်ဆောင်ပြီးတဲ့နောက်ငါလုံသားထဲမှာအထီးကျန်မှုအနှဲငယ်ခံစားလိုက်ရပါတယ်။